Hello my energy welcome back from Tarot Titan မှာ Tarot Titan မှာပြန်ပြီးတော့နှွေးထွေးစာချုပ်စုပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်လုပ်ပြီးတော့ reading ကကြတော့အခုဆိုတာ2026ကိုနှစ်ဝက်ပေါ့နော်ပထမနှစ်ဝက်ကိုကြိုးလာပြီးဖြစ်တယ်ဆိုတော့2026ရဲ့ဂျန်သေးတဲ့ဒုတိယနှစ်ဝက်မှာenergy တို့အနေနဲ့ဗာလေးတွေကြုံတွေ့နိုင်မလဲဘယ်လိုနေထားလေးရှိမလဲဗာလေးတွေတည်ထားဖို့လိုမလဲဘယ်လို blessing တွေကစောင့်ကြိုနေမလဲဆိုတဲ့ reading တွေကိုကျွန်တော်အနေနဲ့ဖတ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်ဒီမှာပိုင်း1ပိုင်း2ပိုင်း3ဆိုပြီးတော့ပိုင်း3ခုတော့ဆွဲထားပေးပါတယ်ဆိုတော့အမှရွေးရလွယ်အောင်လဲဒီမှာအယောင်မတူတဲ့ဘောပင်တွေချပေးထားရဲဆိုတော့အဲ့တဲကနေမှကိုနဲ့drawn to ဖြစ်တဲ့ပေါ့နော်ကက်လေးတစ်ခတ်ကိုရွေးချယ်ပြီးတော့pick up လုပ်ပြီးလို့ရှိရင်တက်ဆိုင်ရာပိုင်းအလိုက် reading canal လေးတွေမှာအတီးတီးသွားရောက်ကြည့်ရှုနိုင်ပါတယ်ပေါ့နော်ဆိုတော့ဒါဆိုကျွန်တော်ဒီနေ့ reading video လေးရဲ့အကြောင်းအရာချက်လက်လေးတွေကို energy တို့အနေနဲ့လည်းတည်ကြပြီလို့တော့ယုံကြည်ပါတယ်ဒါဆိုကျွန်တော်တို့ပိုင်းရွေးတဲ့အပိုင်းလေးကိုစပြီးတော့သွားလိုက်ကြရအောင်ဆိုတော့အရင်ဆုံးကိုယ့်ရဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထားမယ် neutral ဖြစ်အောင်ထားပြီးတော့တေချာလေးကိုမျက်လုံးထဲမှာတည်တတာကွဲထွက်နေတဲ့ကိုနဲ့လည်း drawn to ဖြစ်တဲ့ကလေးတစ်ခါကိုရွေးချယ်လိုက်ရုံပါပဲဆိုတော့ပိုင်းရွေးဖို့အတွက်ကျွန်တော်အချိန်လေးစက္ကန့်အနည်းငယ်ပေးပါမယ်နော်ဆိုတော့စိတ်အေးလက်အေးရွေးပါလို့ပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါโอเคဆိုတော့ time set ပါဗျအချိန်လေးတော့ပြည့်သွားပြီပေါ့နော်အကယ်ကိုကပိုင်းရွေးလို့မပြီးသေးဘူးဆိုလို့ရှိရင်လေဒီဗီဒီယိုလေးကို pause လုပ်ထားပြီးတော့အေးစစ်စစ်နဲ့ရွေးလို့ရပါတယ်ဆိုတော့ဟုတ်ပြီဒါဆိုကျွန်တော်စကားအများကြီးပြောမနေတော့ဘူးစပြီးတော့ပိုင်း1လေးတွေအတွက်ဘယ်လိုခြေနေထားလေးရှိမလဲဆိုတာကိုကျွန်တော်တို့တူကြည့်လိုက်ကြရအောင်ဗျHello မင်္ဂလာပါ energy တို့ရေဒါကတော့ကျွန်တော်တို့ဒီ2026ရဲ့ဒုတိယနှစ်ဝက်စာ reading မှာပိုင်း1ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading အပိုင်းလေးပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ pre shuffle လုပ်ထားတဲ့ကလေးနဲ့အရင်ဆုံး energy check ကြည့်အောင်ပေါ့နော်ဆိုတော့ပိုင်း1လေးတွေအနေနဲ့ဘယ်လိုခြေနေထားလေးတွေလာမယ်နှစ်ဝက်မှာကြုံတွေ့နိုင်မလဲပေါ့ဆိုတော့ ancestral realm ဆိုဒီကရဲ့သဘောတရားအရာကတော့လေပွင့်နေပြောရင်ပိုင်း1တွေအတွက်လေ2026ရဲ့ပထမနှစ်ဝက်ဒီJanuary ကနေဂျွန်ကပေါ့နော်တော်တော်လေးခက်ခဲနေပေါ့နော်ရှိလိုက်မယ်လို့တော့မြင်မိရဲ့အဲ့လိုပေါ့ကွာလောကဒန်ရဲ့လိုင်းတန်တွေအနှိမ့်ညစ်အတက်ကြတွေအများများပြီးတော့ဟိုဘယ်လိုပြောရမလဲနေပြီးကိုပေါ့နော်ဟာငါကန်ဆိုးလွန်းလာပါ ਈ လားဆိုပြီးတော့ထင်ရလာအောင်ပြင်ပန်းစရာကိစ္စတွေစိတ်ရောလူရောနွမ်းလျက်စရာကိစ္စမျိုးလေးတွေအဲ့လိုမျိုးတွေများခဲ့မဲ့ပုံစံမျိုးပဲပြီးတော့ကိုလည်းဘာမှမလုပ်ရပါပဲနဲ့လေသူများတွေရဲ့ပြဿနာတွေကိုပဲဝိုင်းပြီးဖြေရှင်းပေးနေရတာသူများတွေရဲ့ကိစ္စဝိစ္စတွေကိုတာဝန်ယူပြီးခေါင်းခံပြီးတော့လုပ်ပေးနေရတာနဲ့ပဲအလုပ်တွေလည်းများစိတ်လည်းဖိစီးစိတ်လည်းပင်ပန်းလူလည်းပင်ပန်းကိုလည်းပင်ပန်းအဲ့လိုမျိုးဖြစ်ခဲ့မယ်လို့တော့ဒါကျွန်တော်အနေနဲ့မြင်မိရပေါ့နော်အဓိကတော့သူများလုပ်တွေလုပ်ပေးနေရတာမျိုးပေါ့ကွယ်ဆိုတော့အမှားတင်ပဲသူများရဲ့ကိစ္စတွေသူများရဲ့အလုပ်တာဝန်တွေလုံရင်းကနေပဲကိုလည်းအနားမရတဲ့အခါမှာကိုပျောက်ဆုံးသွားတာမျိုးကိုပျောက်ဆုံးတာမျိုးမဟုတ်တယ်ဆိုလို့ရှင်တော့လေဘယ်လိုပြောရမလဲဘာဆက်လုပ်ရမှန်းမသိအောင်ပေါ့နော်အဖက်ဖက်ကဖိအားတွေအဖက်ဖက်ကလုပ်ရမယ့်အလုပ်တွေတွန်းအားတွေအဲ့လိုမျိုးတွေများနေရောဘာလို့ဘာကန်ရမှမသိကြောင်ပြောက်နေခဲ့တဲ့ချင်းနေထားမျိုးတွေရှိမယ်ဆိုတဲ့ပုံစံမျိုးဒီgeneral energy check မှာတော့ကျွန်တော်အနေနဲ့မြင်ရတယ်ဒါပေမဲ့ဒီကက်လေးကဘာလို့လဲတစ်ဆက်တည်းမှာပြောနေတယ်ဆိုတော့အဲ့လိုမျိုးကိုကြုံတွေ့နေရတဲ့အရာတွေကအခုချိန်မှာပြီးသွားပြီအဓိကဘာလို့အဲ့လိုဖြစ်နေခဲ့ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ karmic တွေကို cleansing ပြန်လုပ်နေရတာကိုပေးရမယ့်ကိုယ့်ရဲ့ကံကြွေးတွေကိုဆက်ဟမယ့်ကံအကျွေးတွေဒါမျိုးတွေကိုပြန်ဆက်နေခဲ့ရတာပြန်ပေးနေခဲ့ရတာပဲဆိုတော့ဒီ6လတာကာလမှာကိုယ့်အနေနဲ့ကဒါတွေအားလုံးကိုတေချာလေးပေးခဲ့ပြီးပြီလုပ်ပေးနိုင်ခဲ့ပြီးဒီနေ့ပြီ overcome လည်းလုပ်နိုင်သွားပြီကြော်ဖြတ်သွားနိုင်ပြီဆိုတော့ဒီ2026ရဲ့နောက်ကျန်တဲ့ဒုတိယနှစ်ဝက်တီတော့ခုနပြောသလိုပဲ energy ကလည်းလုံးဝပေါ့ပါကောင်းမွန်ကြီးလင်းနဲ့ပဲကိုအနေနဲ့ဖြတ်တန်းရမှာဖြစ်တယ်အစင်မပြေဖြစ်နေတဲ့ကိစ္စရပ်တွေ blockage ဖြစ်နေတဲ့ကိစ္စရပ်တွေအေးခဲရက်တက်နေတဲ့ကိစ္စရပ်တွေပြန်ပြီးတော့လာမယ့်ဒုတိယနှစ်ဝက်မှာအသက်ဝင်လာပြီးတော့အားလုံးကပေါ့နော်သူ့ဟာနဲ့သူပုံမှန်လေးပြန်လေပတ်နိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်အဓိကတော့အဲ့လိုပိတ်ဆို့
နေတဲ့အရာတွေအားလုံးရှင်းထုတ်သွားနိုင်လိမ့်မယ်ရှင်းလဲရှင်းသွားပြီပေါ့နော်အခုအစားဓာတ်တွေကို universe ကပြန်ပြီးရှင်းပေးနေပြီဆိုတဲ့ပုံစံမျိုးပြောတော့ yes ဘဝကြီးကတော့ပို့ပြီးတော့အတီတကြနဲ့တီတီငိမ့်ငိမ့်လေးနဲ့အေးအေးချမ်းချမ်းလေးနဲ့တော့2026ရဲ့နှစ်ဝက်မှာဖြစ်လာပါလိမ့်မယ်လို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ general energy ကကျွန်တော်တွေ့ရတဲ့ဟာလေးပါပဲဆိုတော့ပို့ပြီးတော့တိတိကျကျသိရအောင်ရေဘာတွေရော2026ရဲ့ဒီဒုတိယနှစ်ဝက်မှာစောင့်ကြိုနေမလဲဆိုတာလေးတွေကိုအတူတူ tarot နဲ့အဖြေရှာကြည့်ကြမယ်ပေါ့နော်ဆိုတော့ဒီနေ့ read မှာကျွန်တော်အသုံးပြုမဲ့ tarot deck ကတော့ the errors tarot လို့ခေါ်တဲ့ deck လေးကိုသုံးမှာဖြစ်ပါတယ်ဆိုတော့ Taylor Swift fan တွေတော့သိကြမယ်ထင်တယ်သူရဲ့ error tools ကို inspire ယူပြီးတော့ထုတ်ထားတဲ့ deck လေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီဒါဆိုပိုင်း1တွေအတွက်လာမဲ့6လတာကာလမှာဘာတွေစောင့်ကြိုနေပါမလဲကြည့်ကြည့်ချက်ရအောင် Oh 6 of Wands the Death and Temperance okay so ရှေ့မှာပြောခဲ့တဲ့ energy အတိုင်းပဲဗျတော်တော်လေးခက်ဆင်ဆင်ပါပဲဘယ်လိုမျိုးလေးကျွန်တော်အနေနဲ့မြင်ရလဲဆို6 of Wandsကတော့တနည်းအားဖြင့်အောင်မြင်မှု victory ဒါမျိုးကိုပြတာဆိုတော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဟိုကိုယ့်ရဲ့အမောင်မိုက်ဆုံးနေ့ရက်တွေညတာတွေလုံးဝ darkest day တွေပေါ့နော်အဲ့ဒါတွေအလုံးကပြီးသွားပြီဒါတွေကိုကောင်းကောင်းကြော်ဖြတ်နိုင်ခဲ့ပြီဒီခက်ခဲတွေဒီ struggle တွေကိုလည်းကိုတေချာ overcome လုပ်နိုင်သွားပြီဆိုတဲ့ပုံစံမျိုး6 of Wandsကပြောတယ်ဆိုတော့အဲ့အတွက်ကြောင့်ပဲကိုဒီလိုကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်ကြောင့်လေ universe ကကိုနဲ့ထိုက်တန် reward တစ်ခုကိုဒီလာမယ့်6လတာကာလတွေမှာကိုပြန်ပြီးတော့ပေးဖို့ရှိရယ်ဆိုတော့ it's time to celebrate ပေါ့နော်အောင်ပွဲခံမှုအချိန်ရောက်ပြီအနားယူဖို့အချိန်ရောက်ပြီ chill and relax လုပ်ဖို့အချိန်ရောက်ပြီဆိုတဲ့ပုံစံမျိုးတွားပြီးပြောတယ်ပြီးတော့ဒီမှာဆိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလေပလင်းနဲ့ကအရည်လေးတွေ liquid လေးတွေပေါ့နော်သူက basin နဲ့တွန်ချနေရဆိုတဲ့ပုံစံမျိုးအဲ့ဒါကကျွန်တော်ဗာမြင်မိတယ်ဆိုရှေ့မှာပြောခဲ့တဲ့ karmic cleansing ပေါ့ကိုပေးရမယ့်ကံကြေးဝတ်ကြွေးစသဖြင့်ဒါမျိုးတွေအားလုံးကိုပြီးသွားလို့ပေးရမယ့်အားလုံးကိုပေးဆက်ပြီးသွားပြီcleansing လုပ်ပြီးသွားပြီဆိုတဲ့ပုံစံမျိုးဆိုတော့အဲ့ချိန်မှာကိုယ့်ရဲ့ပလင်းလေးကလုံးဝပြောင်းတလင်းခါသွားပြီဘာမှမရှိတော့ဘူးနော်ပေးရမယ့်အရာတွေဆိုတော့လုံးဝဒီ empty ဖြစ်နေတဲ့ပလင်းလေးတွေကိုနောက်ထပ် black zinc တွေဝင်ရောက်လာဖို့အတွက်လည်းကိုကအသင့်ဖြစ်နေပြီဆိုလိုတဲ့သဘောတရားကတော့ကွာနောက်လာမယ့်6လတာကာလတွေမှာကိုရမယ် blessing တွေခွင့်ရတွေခွင့်လန်းတွေဒါတွေအားလုံးကိုလည်းကိုကလက်ခံရယူဖို့အတွက်ကအသင့်ဖြစ်နေပြီရှေ့ဒီမှာတော့ကျတော့ကိုက ready ဖြစ်မနေခဲ့ဘူးဘာလို့လဲကိုမှရှေ့မှာပိတ်ဆို့တားဆီးထားတဲ့ဒီ karmic debt တွေပေါ့နော်အဲ့ဒါတွေကရှိနေခဲ့တဲ့အတွက်ကြောင့်ဒါပေမဲ့အခုအဲ့ဒါတွေကိုကိုကရှစ်ထုတ်ပြီးသွားပြီး cleansing လုပ်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်ကိုကလည်းနောက်ထပ် new blessing တွေ new opportunity တွေကိုလက်ခံရဖို့အတွက်ကိုမှ capacity လည်းရှိလာနေပြီလက်ခံမှုအတွက်လည်းအသင့်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့ပြောတယ်ဆိုတော့ yes တချင်းလေးကလည်း this is me trying နေနော်ဆိုတော့အကောင့်ကိုစူးစမ်းခဲ့တာတော့ဒါကျွန်တော်အနေနဲ့ကတ်တီမှာလေမြင်ရပါတယ်အဲ့အတွက်ကြောင့်စူးစမ်းနေအောင်လည်းတည်အဲ့လိုမရက်တန်ပဲစူးစမ်းနေခဲ့တဲ့အတွက်ကြောင့်လေထိုက်တန်တဲ့ရလက်တွေ rewards တွေကို universe ကပြန်ပြီးတော့ချီးမြှင့်မှာပါလို့ပဲဖြေပေးခြင်းနေပေါ့နော်ဆိုတော့ major theme မှာလည်း the deck is transformation energy ဆိုတော့ရှေ့မှာပြောခဲ့တယ်လို့ပဲရှေ့6လတာကာလဒီကိုလုံးဝစိတ်ရောလူရောပေါ့နော်အဘက်ကနေပြောင်းလဲသွားအောင်လုပ်ပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးလေးကိုသွားပြီးတော့ပြောတယ်ငါတခါကြီးပဲဒီလိုတွေကြုံနေရတာပါလားငါကြီးပဲဒီလိုဖြစ်နေရပါလားဒီကိစ္စရဘာလို့ငါမှပဲဒါဖြစ်နေရလဲဆိုတော့မိဘတွေအများကြီးနဲ့ကိုအချိန်ကာလတစ်ခုပေါ့နော်တော်လေးဖြတ်တန်းခဲ့ရတယ် victim mindset တွေဝင်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ကိုကပြန်တိသွားပြီဗာတိသွားလဲဆိုတော့ကိုယ့်ရဲ့ mindset ကလုံးဝ shifting ဖြစ်သွားတယ်ဆိုတဲ့ပုံစံပြောင်းလဲသွားတယ်ဆိုတဲ့ပုံစံမျိုး the deck ကပြတယ်ဆိုလိုရင်းတဲ့သဘောတရားတော့အရင်တော့တခုဆိုလို့ရှိရင်ဘာလို့ငါမှဖြစ်တာလဲလို့တွေးနေမိတယ်ဒါပေမဲ့အခုချိန်မှာကိုကဟုတ်ပြီဒီလိုမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အတွေးမျိုးပို့ပြီးတွေးမိသွားတာမျိုးဆိုတင်တာက victim mindset ကနေ creator mindset ကိုပြောင်းလဲသွားတာမျိုးလို့ပြောလို့ရတယ်ဆိုတော့ရှေ့မှာကြုံခဲ့ရတဲ့ login ထူထောင်နေရကိုပို့ပြီးတော့လဲတန်မာစီတလို့ပို့ပြီးတော့လဲတနည်းအားဖြင့်ပြောလို့ရှိရင်ရင်းချက်စေခဲ့တယ်လောကရေးအကြောင်းလူတွေအကြောင်းကိုနားလည်စေခဲ့တယ်ပြီးတော့ကိုယ့်အကြောင်းကိုလည်းပို့ပြီးတော့နားလည်သဘောပေါက်စေခဲ့တယ်အဲ့ဒီအတွက်ကြောင့်ပဲကိုဒီနောက်ထပ်လာမဲ့ဘဝခီးလန်းကဘဝစာမျက်နှာတွေကိုလည်းမကြောက်လန့်တော့ဘဲနဲ့ရင်ဆိုင်ဖို့အတွက်အသင့်ဖြစ်နေပြီဆိုတဲ့ပုံစံမျိုးဆိုတော့ oh my god ဘိုင်းဝမ်နေအတော်လေးကိုတန်မာလာတာပဲအတော်လေးကိုကြန့်ခိုင်လာတာပဲလို့ပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဆိုတော့ yes new beginning နေလာနေပြီအစတစ်တည်လာနေပြီဆိုတော့ maybe လုပ်ငန်းကိုင်ငန်းအသစ်လုပ်ချင်တဲ့သူတွေအလုပ်ကိုင်ခွင့်လန်းအပြောင်းလဲမျှော်လင့်နေတဲ့သူတွေ yes လာမယ့်6လတာကာလပြင်များတော့ဖြစ်တော့ကျွန်တော်ကတော့ဒီ10လပိုင်း17လပိုင်းလောက်ကိုမြင်နေအဲ့လောက်မှာဒီ new beginning နဲ့ပတ်သက်တဲ့ opportunity တွေပေါ်လာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးဒီကသွားပြီးပြောအလားတူစားပဲ love and relationship ဘိုင်းမှာဆိုရင်လည်းအဲ့လိုကကိုလုံးဝအရန် attach ဖြစ်ပြီးတော့တွေ့ကပ်နေမိခဲ့တဲ့ပိတ်မိနေခဲ့တဲ့ toxic relationship တွေကနေရုံထွက်လာနိုင်ပြီတချို့ရေတော့အကုန်လုံးတော့ရုံမထွက်နိုင်သေးဘူးဒါပေမဲ့မရုံထွက်နိုင်သေးရင်တောင်
majority ဒီဆက်ဆံရေးဒီငါအတွက်မဟုတ်ဘူးဒီဆက်ဆံရေးဒီငါအတွက်အဆင်မပြေဘူးဒါဒီ toxic ဆိုရဲ toxic ဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကို awareness လေးရှိလာတိလာနေပြီဆိုတော့များမကြခင်လည်း heal ဖြစ်သွားမယ်ပုံစံမျိုးပဲများမကြခင်လည်းတို့လည်းဒါကြီးကိုတေချာနားလဲသွားပြီးတော့လွတ်မြောက်သွားမယ်ပုံစံမျိုးတွေမှာရှိတယ်ဆိုတော့ခုနပြောသလိုပဲပိတ်မိနေတဲ့ stuck ဖြစ်နေတဲ့ toxic relationship တွေ toxic patterns တွေဒါတွေကနေလေဒီ2026ရဲ့ဒုတိယနှစ်ဝက်မှာလွတ်မြောက်သွားနိုင်လိမ့်မယ်ရုံးထွက်သွားနိုင်လိမ့်မယ်ပြီးတော့အဲ့လိုပေါ့နော်ကိုအရင်တော့ကတော့ဟာအချစ်ဆိုတာဒီလိုလားဆိုပြီးထင်ခဲ့တဲ့ဟာကတကယ်တမ်းလဲကိုစစ်မှန်တဲ့ချင်းချင်းမြတ်တာတွေကစစ်မှန်တဲ့သူနဲ့ကိုက်ညီရဲ့သူနဲ့လဲတွေ့တဲ့အခါမှာကျတော့ငါရှိမှလှုပ်ပေးခဲ့တာတွေကဘယ်လိုပြောရမလဲအများကြီးလှုပ်ပေးခဲ့အတိမတ်ပြုတ်မခံခဲ့ရပါလားအာရှိရတယောက်ကလှုပ်ပေးခဲ့တာလုံးဝဘဲမီနီမန်ပါလားအဲ့လိုမျိုးပေါ့နော်ဟိုအတိကကွာအချစ်ခံရတယ်ဆိုတာဒီလိုပါလားဆိုပြီးတော့ကိုတိရအောင်နားလည်သွားအောင်လှုပ်ပေးမဲ့သူမျိုးလှုပ်ပေးနိုင်မဲ့person လိုမျိုးကိုပေါ်ရတယ်ဝင်လာဖို့ရှိအဲ့ဒါ dark energy မှာလည်းတွားပြီးတွေ့ရတချင်းကလည်း begin again ဆိုတော့အဲ့လိုပဲအဲ့တချင်းလေးရဲ့အတိတ်ပဲကလည်းကျွန်တော်ပြောခဲ့တဲ့မျိုးပဲသူကရှေ့မှာလုံးဝ toxic relationship တွေမှာပိတ်မိခဲ့တယ်သူ့အတိမတ်ပြုတ်မခံရဘူးသူဘာတွေပဲလုပ်ပေးအကောင်းမြင်မခံရဘူးappreciate လည်းလုံးမခံရဘူးဒါပေမဲ့အဲ့လူနဲ့သူလမ်းခွဲပြက်ဆဲပြီးတော့သူ့ဘဝကိုသူရွေးချယ်လိုက်တဲ့အခါမှာသူ့ကိုယ်သူပြန်ရွေးချယ်ပြီးနောက်ထပ်ဘဝစာမျက်နှာတစ်ခုကိုစလျှောက်တဲ့အခါမှာကျတော့နောက်လူတစ်ယောက်နဲ့ထပ်တွေ့ဒါပေမဲ့အဲ့လူကကျတော့လုံးဝလေဟိုဘယ်လိုပြောရမလဲရှေ့ရလူနဲ့ completely opposite ပေါ့နော်အဲ့လိုမျိုးอ่ะအသေးစိတ်ကစားကြိုးစိုက်ပေးတယ်သူနည်းနည်းလေးလုပ်ပေးတော့များအတိမတ်ပြုခံရတယ်အဲအကြောင်းပဲဗုဒ္ဓဟူးနေ့မှာပေါ့နော်သူ coffee ဆိုင်လေးမှာပဲသူ့ရဲ့ထပ်ပြီးတော့မချစ်နိုင်တော့ပါဘူးထပ်ပြီးတော့အဝင်မခံတော့ပါဘူးဆိုရင်နှလုံးသားတကားလေးကဒီလူနဲ့တွေ့တဲ့အခါမှာပြန်ပြီးတော့ပွင့်သွားခဲ့တယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ new person တွေ new relationship တွေဒါတွေလည်းကိုယ်စီလာနေပြီလို့တော့ပြောလို့ရတယ်ဆို single တွေလုံးဝဤစားတွေပါမထားဘူးတည်းရဲ့သူမျိုးဆိုလို့ရှိရင်လေ yes someone is coming into your life ဒီလာမဲ့6လတာကာလအတွင်းမှာပေါ့နော်အဲ့ toxic relationship တွေမှာပိတ်မိနေတဲ့သူတွေကတော့အဲ့ဟာကနေလွတ်မြောက်သွားပြီးတော့ကိုပြန်ရှာတွေ့သွားမယ်ဆိုတဲ့ပုံစံမျိုးကိုသူသွားပြီးတော့ပြောပါတယ်ဆိုတော့relationship ရှိပြီးသားသူတွေအနေနဲ့ကကြတော့သူကဘယ်လိုသားပြလဲဆိုလို့ရှိရင်အဲ့လိုနှစ်ယောက်သားကြားထဲမှာရှိနေတဲ့အဲ့လိုအဆိုင်ခဲတွေနားလည်မှုလွယ်တဲ့ကိစ္စတွေဒါတွေအားလုံးကပြန်ပြီးတော့ပြည်လေသွားပြီးတော့နားလည်မှုယုံကြည်မှုအလိုပြန်ရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြတယ်လို့နှစ်ယောက်သားလည်းအဲ့လို honeymoon moment လေးတွေလာမယ့်6လတာကာလဒီမှာပိုင်ဆိုင်ရလိမ့်မယ်အထူးသဖြင့်အဲ့လိုအတူတူခရီးထွက်ဖြစ်တာမျိုးခရီးသွားဖြစ်တာမျိုးအတူတူအချိန်ကုန်ဆုံးဖြစ်တာမျိုးလေးတွေများပြီးတော့ yes အမတ်တရားကောင်းတွေတော်တော်လေး create လုပ်နိုင်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်အလုတ်ကင်မဲကတော့ရှေ့မှာပြောသလိုပဲအလုတ်ပြောင်းလဲမျောနေတဲ့သူတွေအလုတ်ကင်ပြောင်းလဲခွင့်လန်းတွေတွေ့လိမ့်မယ်လုပ်ငန်းလုပ်ဖို့စဉ်းစားနေတဲ့သူတွေလည်း yes အခုချိန်ဒီလာမဲ့6လတာကာလလုံးတည်ရ new beginning တွေလုပ်ဖို့အတွက်အသစ်စတင်ခြင်းတွေပြုလုပ်ဖို့အတွက်အကောင်းဆုံးဖြစ်တယ်ဆိုတော့ yes တေချာလေးပြင်ဆင်ပြီးတော့launch လုပ်ခြင်းတဲ့အရာကိုလုပ်လိုက် initiate လုပ်ခြင်းတဲ့အရာကိုလှုပ်လိုက်ဆိုတဲ့ပုံစံမျိုးတော့ပါပြီးပြောထားတာမျိုးလေးတွေရှိတယ်နောက်ဆုံးကက်ကကျတော့ the temperance က focus အဲ့ဒါက guidance ပုံစံမျိုးပေးနေရလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ဆိုတော့6လဒီလာမဲ့6လပိုင်းဝန်းနေအတွက်ဆိုလို့ရှိရင်လေဟို create လုပ်ရမယ့်ကာလအပိုင်းခြားဖြစ်တယ်ဖန်တီးရမှာဖန်တီးရတယ်ဆိုမှအဓိကအဲ့လိုတခုခု masterpiece တခုကိုဖန်တီးနိုင်မှုအတွက်ဆိုကိုယ်တိုင်ကလည်းဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲငါ့ရဲ့ goal ကပါလဲငါ့ရဲ့ intention ကပါလဲဒါတွေကိုကိုယ်ကတေချာလေးသိဖို့လိုတယ်ဆိုတော့အရင်ဆုံးဘာမှဒါတွေအားလုံးမလုပ်ခင်စက်ကြမှာကိုဘာလို့ရှင်းတာလဲဘာဖြစ်ရှင်းတာလဲဒါအလုပ်ကိစ္စလည်းဖြစ်ကောင်းဖြစ်လိမ့်မယ် relationship နဲ့ပတ်သက်တာလည်းဖြစ်လိမ့်မယ် relation ဆိုလည်းဒီလိုဆက်ငါကဘယ်လိုဆက်ဆံရေးမျိုးလုပ်ချင်တာလဲငါကဘယ်လိုမျိုးချစ်ခံချင်တာလဲဒါကိုပြန်တွေးအလုပ်လုပ်မဲ့သူတွေလည်းလို့ငါဘာလုပ်ချင်တာလဲငါဒါကိုလုပ်ချင်ရရွယ်ချက်အကြောင်းရင်းအောင်ပါလဲဒါလုပ်ရင်ငါဘာတွေကိုရနိုင်မယ်လို့ထင်တယ်ဘာတွေကိုငါမျှော်လင့်နေမိလဲစသဖြင့်ဒါမျိုးကိုတေချာပြန်မေးပြီးတော့တေချာလေးကိုယ့်ရဲ့ goals တွေတေချာလေးကိုယ့်ရဲ့ intention တွေကို set up လုပ် clarify ပြန်လုပ်ဆိုတဲ့ပုံစံမျိုးသွားပြီးပြောရဲဆိုတော့ပြီးတော့တခုဆိုတခုတေချာလေး direction တခုလေးပဲသွားပြီးတော့လုပ်ပါဆိုတဲ့ message တွေဒီကလေးကသွားပြီးတော့ပြောတယ်ဟုတ်လို့ဟိုဆက်ဒီဆက်ဟိုကလေးပါဒီကလေးပါလုပ်နေရမျိုးထက် goals တခုကိုချအဲ့ဒါပြီးအောင်လုပ်ပြီးသွားပြီဆိုမှနောက်တစ်ခုကိုချနောက်တစ်ခုကိုထပ်လုပ်အဲ့လိုမျိုးတဆင်ချင်းစီတစ်ခုချင်းစီသွားတာကကိုကိုပို့ပြီးအလုပ်တွင်စေလိမ့်မယ်ပို့ပြီးအောင်မြင်စေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတာအဲ့တော့ direction ကိုသွားခြင်းနဲ့ direction ကိုသွားခြင်းနဲ့ band တိုင်းခရီးထားပါလဲဆိုတော့လေသိအောင်လုပ်ပါတီးပြီးတော့အဲ့ဟာကိုပဲ design မှန်တေချာလေး consistent ဖြစ်နေလို့ focus လုပ်နိုင်လေ concentrate လုပ်နိုင်လေအတိအကျတစ်ခုတည်းပေါ့နော်အာယုံဆိုင်နိုင်လေပို့ပြီးတော့အောင်မြင်လေပို့ပြီးတော့အဆင်ပြေလေပဲဆိုတဲ့ပုံစံမျိုးဒီ temperance က
သွားပြီးပြောပြီးတော့လောစရာမလို rush ဖြစ်နေတဲ့ရွေးကတော့မုတ်လုံးဆက်ကိုကတ်တယ်လို့မျိုးပဲနဲ့အဲ့လိုဟိုတိတ်ပြီးအကျိုးရှိမှာမဟုတ်ဘူးအကျိုးဖြစ်တော့မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးသွားပြီးပြောဆိုတော့ no rush မဖြစ်နဲ့ဖြစ်စရာမလိုဖြည်းဖြည်းနဲ့မိကိုနိုင်တဲ့လောက်လေးပဲလို့နိုင်တဲ့လောက်လေးပဲသွားလောဘတွေအဲ့လောက်ကြီးကိုနေနဲ့ကြီးနေစရာမလိုဘူးဆိုတဲ့ပုံစံမျိုးသွားပြီးပြောထားတာမျိုးလေးတွေရှိတယ်ဆိုတော့အဲ့ဒါအောင်မမိနဲ့နောက်အားလုံးဒီ၃ကလုံးချိတ်ဆက်ပြီးတော့ကျွန်တော်ခြုံပြီးကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့လေဒီ6လတာကာလဒီခုနကဘလို့အသေးစားတင်ခြင်းတွေကို represent လုပ်တယ်လို့တစ်ဖက်မှာလည်းကိုယ့်ရဲ့ ideas တွေပေါ့ဘာတွေလုပ်ရှင်တာလဲဘာတွေဖြစ်ရှင်တာလဲစသဖြင့်ဒါတွေကိုလက်တွေ့ reality တဲကိုရောက်လာအောင်အကောင့်ထဲပေါ်လှုပ်ဆောင်ရမယ်ကာလလိုမျိုးဖြစ်တယ်ဆိုတော့ပြင်းမနေနဲ့အခွန်လေးထဲမှာပဲပုံမနေနဲ့လူလုံးထွက်ပြမယ့်အရာတွေကိုလူလုံးထွက်ပြလုပ်ရမယ့်အရာတွေလုပ်ပါဆိုတော့ပိုင်းဝိုင်းတွေအတွက်တော့အားလုံးခြုံကြည့်ရရင်ဒီ2026ရဲ့ဒုတိယနှစ်ဝက်တည်း it's time to take action ရှေ့ဒီမှာတော့ကိုကဘာမှမလုံနိုင်နေခဲ့ဘူးဘယ်လိုလဲဆိုတော့လောကရန်ကခုနကပြောသလိုလိုင်းတန်နေကြတဲ့မှာနစ်မိုးနေလို့ဆိုတော့အခုကအဲ့ဒါလေးကရော့သွားပြီတတ်တာသွားပြီမကြခင်မှာလည်းအချင်းကြီးလေးတစ်ခုနဲ့တည်တည်ငြိမ်ပြန်ဖြစ်တော့မယ်ဆိုတော့တည်တည်ငြိမ်ပြန်ဖြစ်တဲ့အခါမှာအဲ့တည်ငြိမ်မှုလေးပေါ်ပဲတွေ့ကပ်မနေပဲနဲ့အဲ့ comfort zone လေးထဲမှာပဲ stuck ဖြစ်မနေပဲနဲ့လှုပ်ရှားရှိတဲ့အရာတွေလုပ်ပြီးအကောင့်တွေပေါ်ဆက်ရှိတဲ့အရာအကောင့်တွေပေါ်သွားလို့ရှိရင်ကိုယ့်ရဲ့ဒီရေရှည်ဘဝခရီးလမ်းအတွက်ပါအကျိုးအများကြီးရှိစေမဲ့အရာတွေအများကြီးဒီ6လတာကာလအတွင်းမှာဖန်တီးဖြစ်လိမ့်မယ်လှုပ်ဖြစ်လိမ့်မယ်အဲ့လိုမျိုးပဲရေရှည်အတွက်လည်းကိုယ့်အတွက်အကျိုးအများကြီးရှိစေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွားပြီးတော့ပြောထားတယ်ဆိုတော့ဒါကပိုင်းဝိုင်းနေတဲ့ tarot ကပြတဲ့ energy လေးပေါ့နော်ဆိုတော့ maybe တခြားရောဗာလေးတွေပြီးဖို့လို့မလဲဗာလေးတွေရှိအောင်မလဲဆိုတာကိုကျွန်တော်တို့ပို့ပြီးသိရအောင် oracle လေးတစ်ခါလဲထပ်ပြီးတော့ဆွဲကြည့်ပါမယ်ပေါ့နော် choices and the consequences yes ဆုံးဖြတ်စရာတွေများလိမ့်မယ်လာမယ့်6လတာကာလမှာရွေးချယ်စရာတွေများလိမ့်မယ်အမှကိုကဟိုကလဲလှုပ်ရှင်ဒီကလဲလှုပ်ရှင်ဆိုရင်တော့ဘယ်မှလူရကြီးမရောက်ပဲနဲ့ဟိုဗာလဲရောင်60ဖြစ်သွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြောဆိုတော့ know what you want ဘာလှုပ်ရှင်တာဘာလိုချင်တာလဲဆိုတာကိုအနေနဲ့သိပြီဆိုအဲ့ဟာကိုပဲတွားဆိုတဲ့ပုံစံမျိုးပဲဒီကက်ကတွားပြီးပြောတာအာယုံထွေပြားနေလို့မရအောင်တခုဆိုတခုပဲအာယုံစိုက်ပြီးတော့လုပ်အာယုံထွေတာနဲ့တနည်းအားဖြင့်ပြောလို့ရှိရင်အလုံးမဖြစ်ဘူးအလုံးမတွင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့ပြီးတော့မှားရင်လည်းပြန်လှည့်လို့မရအောင်အားကြောင့်ရွေးချယ်မှုတွေဆုံးဖြတ်ချက်တွေမမှားအောင်ပိုင်းဝန်းလေးတွေကိုအထူးတလဲအဖြစ်ဒီကာလတွေမှာဂရုစိုက်စေခြင်းတယ်ကန်တရားကိုယ့်ဘက်မှာရှိနေပြီကန်တရားကိုယ့်ဘက်မှာရှိနေပြီဆိုတော့ကိုကဒီအချိန်နေထားလေးကိုကောင်းကောင်းအသုံးချပြီးတော့ကိုယ့်ဘဝတိုးတက်ကြောင်းလမ်းကြောင်းလေးကိုပေါ်ဆောင်လိုက်ဖို့ပဲလိုတာလူတွေနဲ့ချိတ်ဆက်ကိုတယောက်တည်းပဲရဖြည့်ရှင်းနေစရာမလိုဘူးဘေးမှာကူညီပေးခြင်းတဲ့သူတွေကူညီပေးနိုင်မဲ့သူတွေရှိရဲဆိုတော့တို့စီကလည်းလိုအပ်တဲ့အကူအညီတွေတောင်းလူတွေနဲ့လည်း connect လုပ်ပါချိတ်ဆက်ပါ network ကို data လေးတိဆောက်ပါဆိုတဲ့ပုံစံမျိုးတွားပြီးပြောတယ်ပြီးတော့ ideas တွေလုပ်ရှင်တဲ့အရာတွေဖြစ်ရှင်တဲ့အရာတွေကိုယ့်ရဲ့ creative thoughts တွေပေါ့နော်ဒီ creativity ကိုလည်းအတွေးတွေကိုလည်းအတွေးထဲမှာပဲထားမနေပဲနဲ့ reality မှာလွတ်လွတ်ပုံဖော်နိုင်အောင်လည်းလုပ်ဆိုတော့အဲ့ဟာလေးတွေကိုတွားပြီးတော့ပြောရဲဆိုတော့ပိုင်းဝန်းတွေအားလုံးလိုနေတာဒီ discipline တစ်ခုပဲစီကံလေးတစ်ခုပဲလိုနေတာစီးမြင်လေးတစ်ခုပဲလိုနေတာပုံမှန်လေးလုပ်ဖို့ပေါ့နော်အတွေးတွေရှိ idea တွေကောင်းတယ်စိတ်ကူးရင်နားတွေလည်းရှိရဖြစ်ချင်တဲ့စိတ်လည်းရှိရအကုန်လုံးအပြည့်စုံနေပြီဒါပေမဲ့ဘာလိုနေရဆို action ပဲလိုနေအဲ့ action ကိုမှစိတ်ပါမှလုပ်တဲ့ action လိုမျိုးမဟုတ်ဘဲနဲ့ပုံမှန်နေတိုင်း consistent ဖြစ်နေလုပ်တဲ့ action လိုမျိုး discipline တစ်ခုကိုတိဆောက်ဖို့လိုနေအဲ့ဒါလေးတိဆောက်နိုင်ဒီ6လတာလေးဘာမှပူစရာမလိုပိုင်းဝန်းနေနေနဲ့ရွှေလိုချင်ရွှေရလိမ့်မယ်ငွေလိုချင်ငွေရလိမ့်မယ်အောင်မြင်မှုလိုချင်အောင်မြင်မှုရလိမ့်မယ်အဲ့တော့ universe ကတော့ကိုယ်ပြန်ပြီးမျက်နှာတာပေးလာပြီဆိုတော့ပိုင်းဝန်းနေနေဘာလုပ်မှလဲဆိုတော့ကိုပြန်ပြီးမေးကြရပါလိမ့်မယ်လို့ပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်တယ်ပေါ့နော်ဟုတ်ပါပြီOkay ဒါကတော့ပိုင်းဝန်းနေရွေးချယ်ထားတဲ့သူတွေအတွက်reading လေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါဆိုကျွန်တော်နောက်ထပ်ပိုင်း2ကိုဆက်ပြီးတော့တွားလိုက်ကြရအောင်ဗျHello my energy ဒါကတော့ကျွန်တော်တို့ဒီ2026ရဲ့ဒုတိယနှစ်ဝက်တာ reading မှာပိုင်း2ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading လေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့တို့ရောဘယ်လိုချင်းနေထားရှိမလဲဆိုတာကိုကျွန်တော် general energy လေး check ပြီးတော့ကြည့်ကြရအောင်ပေါ့နော် Okay ဆိုတော့ Macabre activation transcendent ascension you rising up Okay ဆိုတော့ဒီကဘာကိုပြနေရလဲပိုင်း2တွေ congratulation လို့ပြောချင်တယ်တိုးတက်မှုတွေအများကြီးမြင်ရတယ်တိုးတက်မှုဆိုတဲ့အတိုင်းပဲလက်ရှိရှင်နေတဲ့ပိုကောင်းတဲ့တာလူနဲ့အခြေအနေနေတာတခုရောက်သွားမှာမျိုး physically ဖြစ်လိမ့်မယ် emotionally ဖြစ်လိမ့်မယ်mentally လည်းဖြစ်လိမ့်မယ် intellectually လည်းဖြစ်လိမ့်မယ်လို့သွားပြီးပြောဆိုတော့စိတ်ပိုင်းဆိုင်ရာမှာရောရုပ်ပိုင်းဆိုင်ရာမှာရောကာယပိုင်းဆိုင်ရာညာနာပိုင်းဆိုင်ရာမှာအကုန်လုံးမှာလုံးဝအပြောင်းလဲဖြစ်မှာမျိုး upgraded version တစ်ခုကိုဒီ6လတာကာလအတွင်းမှာကိုယ့်အနေနဲ့ကိုပြန်ပြီးတော့မြင်ရလိမ့်မယ်
ဆိုလိုချင်တဲ့သူကရုပ်ရည်အရာခန္ဓာကိုယ်ချိုးစားတွေဘာတွေစကင်တွေဘာတွေအဲ့လိုမျိုးကိုယ့်ရဲ့ close up ကိုလေတေချာလေးဂရုစိုက်ဖြစ်မှာမျိုးအဲ့လိုဂရုစိုက်ဖြစ်တဲ့အတွက်ကြောင့်လေပေါ့နော်ကိုအနေနဲ့ခုနကရုပ်ပိုင်းဆိုင်ရာမသိရတာပြောင်းလဲလာမှုမှာစကင်ကဲဖြစ်တဲ့အတွက်ကြောင့်စကင်လေးတွေပို့ပြီးတော့ကြီးလာတာကောင်းလာတာဥမာ gym လေးတွေ workout လေးတွေ yoga တွေဒါတွေတေချာ practice လုပ်တဲ့အတွက်ကြောင့်လေ့ကျင့်တဲ့အတွက်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာလည်းခန္ဓာကိုယ်လေးကကောက်ကြောင်းလေးလာတာအချိုးစားလေးကဖြစ်လာတာအဲ့လိုမျိုးကြီးသွားပြီးတွေ့တယ်အလုတ်ကိုင်ပိုင်းနေပါတွေမှာဆိုရင်တော့ဘာပြလဲဆိုတော့သူကညာတူးတိုးတာတို့လာစာတိုးတာတို့ yes မှန်လို့ရတယ်ဆိုတဲ့ပုံစံမျိုးသွားပြီးပြောတယ်ပညာရေးပိုင်းနေပါရေးဆိုလို့ရှိရင်တော့ခုနကဘယ်လို opportunity တွေရတာကိုရင်းခွင့်လည်းနေရတာ internship ရှာနေတဲ့သူ internship တွေကောင်းမွန် program တစ်ခုကိုရတာမျိုးတွေ exchange program တွေသွားဖြစ်တာမျိုးဒါမျိုးတွေလည်းအများကြီးမြင်ရတယ်ဆိုတော့အဓိကကတော့ကိုယ့်ရဲ့ဒီ career ဘိုင်းမှာဖြစ်စေ education ဘိုင်းမှာပဲဖြစ်စေအလုပ်ကိုင်ဘိုင်းမှာဖြစ်စေတိုးတက်ပြောင်းလဲမှုတွေအများကြီးမြင်ရတယ်လုပ်ငန်းလုပ်နေတဲ့သူတွေစီးပွားရေးသမားတွေဆိုလုပ်ငန်းချက်ထွင်ရမယ်ဆိုတဲ့ပုံစံအဲ့သဘောတရားလိုမျိုးပေါ့နော်ကိုယ်ပိုင်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဝင်ငွေတိုးလာတာမျိုး expand လုပ်နိုင်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြရတယ်ပေါ့ဆိုတော့yes I see lots of development energy I see lots of upgrade ဆိုတော့ upgrade ဖြစ်မယ်6လတာကာလပါလို့ပဲပြောချင်တယ်ဆိုတော့ဘာဒီများထပ်ပြီးတော့စောင့်ကြိုနေမယ်ဆိုတာအပို့ပြီးတော့သိရအောင်ကျွန်တော် Tarot နဲ့လည်းဆက်ပြီးဖေးရှာကြည့်ရပါတော့ဆိုတော့ဟုတ်ပြီ Point 2ရဲ့ energy ကတော့အတော်လေးကောင်းပါတယ်အဲ့တော့နောက်ထပ်ရောဘာလေးတွေတီးဖို့ရှိမလဲဘယ်လို blessing လေးတွေစောင့်ကြိုနေမလဲဆိုတော့ကျွန်တော်တို့တူတူရှာကြည့်ကြရအောင်ပေါ့နော်Two of Pentacles, the Tower, okay, and Seven of Cups. Okay, ဒါတွေကဘာတွေကိုပြနေရလဲဆိုလို့ရှိရင် Two of Pentacles ဒီမှာဒါလုပ်ငန်းလုပ်နေတဲ့သူတွေစီးပွားရေးသမားတွေကိုအဓိကအပြင်ရည်စူးပြီးတော့ပေးရ message လို့တော့တင်တယ်။ငွေကိုကစားဖို့လိုတယ်။ငွေကိုပုံသေးမထားနဲ့ငွေကိုတရက်သေးမထားနဲ့ဆိုတဲ့ပုံစံ။ဆိုလိုချင်တာကပတ်စံတွေကိုတနေရာထဲမှာပဲစုမထားနဲ့ invest လုပ်တင်တာလို့အဲ့လိုငွေကြီးရဲ့သဘောတရားပေါ့နော်စုထားတယ်ဆိုတာဒီမကောင်းစုတဲ့အချင်းဒီမကောင်းတာတော့မဟုတ်ကောင်းတယ်ဒါပေမဲ့ကိုကပို့ပြီးတော့ငွေကိုပွားလာခြင်းနဲ့ဘာညာဆိုလို့ရှိရင်အဲ့လိုစု saving လုပ်တာဒီ energy ကို store လုပ်ထားတာ stack energy ကို stack ဖြစ်အောင်လုပ်ထားတာ ਨੇ တူတယ်ဆိုတော့အဲ့လိုမျိုးလုပ်ထားတဲ့အတွက်ကြောင့်ငွေရတော့လက်ထဲမှာ maybe အထုတ်ထဲလိုက်တော့လကောင်ကြံကောင်းကြံနော်အဲ့ငွေကပွားလဲပွားမလာတယ်လို့အဲ့ငွေကတိုးတက်မှုလဲအဲ့လိုမရှိနေဘူးပေါ့နော်ငွေရအမှာပဲပိတ်မိနေရဆိုတဲ့ပုံစံမျိုးရှိရဆိုတော့ငွေတွေကိုဖြန့်ကျက်တာခွဲတာဥမာထားပါတော့လက်ထဲမှာငွေတုပ်ကြီးကိုမကင်နိုင်နဲ့အဲ့ဒီအစားခြံဝယ်ထားတာမျိုးမြေကွက်ဝယ်လိုက်တာမျိုးရွှေဝယ်စုထားတာမျိုးလုပ်ငန်းတစ်ခုထဲမှာ share ဝယ်လိုက်တာ share ဝင်လိုက်တာဒါမျိုးလေးတွေနဲ့ငွေဖြန့်တာပါအဲ့လိုပိုင်ဆိုင်မှုတစ်ခုအနေနဲ့ပြောင်းလာတဲ့ငွေအထုပ်အထည်ကြီးလိုက်ကင်လာလို့ရှိရင်ပျောက်ဆုံးတာတော့၎င်းပျက်စီးတာတော့၎င်းဆုံးရှုံးတာတော့၎င်းရော့ပါတာတော့၎င်းဖြစ်တတ်တယ်လို့တွားပြီးပြောတယ်ဆိုတော့ဒါကြိုက်တဲ့သူယူပါလုပ်ငန်းလုပ်နေတဲ့သူမှမဟုတ်ဘူးကိုယ့်အနေနဲ့ကိုပိုင်ဆိုင်မှုလေးတစ်ခုရှိတဲ့သူတွေငွေလေးအေးစုဆောင်းထားတဲ့သူတွေနဲ့ဒါလေးတစ်ချက်ကိုတော့တတိထား6လတာကာလခုနကပြောငွေကိုတနေရာထဲမှာပဲထားဖို့မတင်ဘူးဖြန့်ကျက်ထားဖို့လိုရဲဆိုတဲ့ပုံစံမျိုး operate ဖြစ်အောင်လဲပတ်နေအောင်လုပ်ဖို့လိုရဲဆိုတဲ့ပုံစံမျိုးတူတူဆန် message လေးတော့တွားပြီးတော့ပြောတယ်ဒါကတစ်ချက်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းတာဒီအလဲက the tower ကဒီနေရာမှာကျွန်တော်မြင်မိရတော့လေတိလားawakening ဖြစ်တယ်ဆိုရပုံ awakening ဆိုတာ spiritual awakening ဆိုတာတည်းလေးတည်အဲ့လိုကိုကဘသူကတော့ဘလို့ကိုဘလို့သဘောထားတာစသဖြင့်ပေါ့နော်လူတွေရဲ့အကြောင်းလုပ်ငန်းလုပ်နေဆိုတဲ့လုပ်ငန်းရဲ့သဘောတဘာဝအကြောင်းဥမာကျောင်းတက်နေတဲ့သူတွေစာသင်နေတဲ့သူတွေဆိုလို့ရှိရင်တော့ကိုတက်နေတဲ့ဒီ community ကဘလို့ဆိုတဲ့ဟာမျိုးအဲ့လိုနားလည်သွားမျိုးသိသွားတာမျိုးဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်ပြီးတော့နောက်တစ်ချက်ကဒီနေရာကဒီကဒီနေရာမှာဆို shows up လုပ်နေရလို့လည်းပြတယ်show up ဆိုတာဘယ်လိုမျိုးလဲဒီမှာအယောင်စုံနဲ့ကွာဒီမှာ block တင်နဲ့ဒီ tower ကြီးတခုတိစောက်ထားတယ်အဲ့ဒါဒီဘာကိုပြနေရလဲဆိုတော့ကိုရှိတွေမှာပေါ့နော်ကြုံခဲ့ရတဲ့ဖြတ်တန်းခဲ့ရတဲ့ကြော်ဖြတ်ခဲ့ရတဲ့ experience တွေအတွေ့အကြုံတွေကိုသွားပြီးတော့ပြောဆိုတော့ကိုမှရှိရဲ့အတွေ့အကြုံတွေနဲ့တရုံပြီးတရုံ break လေးတွေအုတ်ခဲလေးတွေပေါ့နော်ကြောက်တုံးလေးတွေကိုစီးပြီးတော့အမြင့်ကိုတက်လာတယ်တက်လာပြီးအခုချိန်မှာကိုဒီအတိုင်းအတာတစ်ခုတည်း experience ရှိတယ်အတိုင်းအတာတစ်ခုတည်းအတွေ့အကြုံရှိတယ်အတိုင်းအတာတစ်ခုတည်းကိစ္စရပ်တွေအချင်းတွေသဘောတရားတွေကိုနားလည်တယ်လူတစ်ယောက်ဖြစ်နေပြီဆိုတော့ဒီပြောချင်တာကိုရဲ့ skill တွေပေါ့နော်ကိုစုလာတာ
တိုင်းတာတစ်ခုတည်းရှိနေပြီပြီးတော့အဲ့ဒါ I guess is enough လုံလောက်ပြီဆိုတဲ့ပုံစံမျိုးလေးပြအဲ့ဒါကြောင့်ကိုယ်မှရှိတဲ့အရာတွေကိုတွယ်ဝက်မထားနေတော့ပဲနဲ့ဖုံးကွယ်ထားမနေတော့ပဲနဲ့ချပြတဲ့တဲ့အရာကိုချပြတော့ show who you are ပေါ့နော်မင်းဘာတူလဲဆိုတာကို show up လုပ်တော့ချပြတော့ဆိုတဲ့ပုံစံမျိုးဟိုကြောင်လေးတွေလက်သေးဝတ်ထားတယ်လို့မနေနဲ့တော့လက်သေးဝတ်မနေနဲ့တော့ငါမှလက်သေးရဒီလိုရှိရဆိုတာမျိုးလို့ပြပါတော့ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတာဆိုတော့လာမယ့်6လဒီပိုင်း2တွေအတွက်ကတော့ရှင်းတယ်အခွန်လေးထဲမှာပဲငြိမ်လေးနေရမယ့်သူတွေမဟုတ်တော့လူလုံးထွက်ပြဖို့လိုတယ်လူရှိထွက်ပြဖို့လိုတယ်ကိုယ့်ရဲ့presence ကိုပေါ့နော်တည်ရှိမှုကိုချပြဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတာအဲ့တော့ maybe ခုနကပြောဝင်ကစွတ်ကောင်လေးတွေလို့ခယူကုန်လေးတဲ့ပုံနေတဲ့ချိန်တွေကတော့ဒါကြုံတော့သွားပြီအဲ့လိုပဲ public ကိုကပို့ပြီးတော့ဟိုရှေ့ကိုထွက်နိုင်နေပြီလုပ်ငန်းအလုပ်ကံပိုင်းနေနဲ့ပတ်သက်ပို့ပြီးတော့အဆင်ပြေလေးတွေပဲပို့ပြီးအောင်မြင်လေးတွေပဲဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတာပြီးတော့နောက်တစ်ချက်က traditional message ကကိုနဲ့ထိုက်တန်တဲ့အရာတွေကိုပြန်ရလိမ့်မယ်ဆိုတဲ့ပုံစံဆိုလိုချင်တဲ့သဘောတရားကွာဟိုရှေ့ကာလတွေမှာ maybe အချိန်နေထားတစ်ခုအနေနဲ့ကိုရမယ့်အရာဒါပေမဲ့အဲ့အရာကိုတခြားတယောက်ကလူယူသွားခဲ့တာမျိုးရှိခဲ့တည်ရှိတော့ဒီ6လတာကာလအတွင်းအထူးသဖြင့်ဒီ September October အဲ့လောက်မှာပြန်ရလိမ့်မယ်အဲ့ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေကိုအခွင့်အရေးပါမဟုတ်ဘူးတချို့ငွေချီးရတယ်လက်လွန်ချက်တုံဖြစ်သွားတယ်ပတ်စံပြန်မရတာမျိုးမြုပ်သွားတယ်ဆုံးသွားတယ်လို့ထင်တဲ့ငွေချီးတချို့လည်းအဲ့လိုပြန်ရတာမျိုးပြန်ပြီးတော့အပြည့်မဟုတ်တော့တပိုင်းတစ်စပြန်ဝင်လာတာမျိုးဆိုတဲ့ပုံစံမျိုးလေးထူးထူးဆန်းဆန်းသွားပြီးတော့ပြောတယ်ဆိုတော့ကိုနဲ့ထိုက်တန်တဲ့အရာတွေကိုကိုအနေနဲ့ပြန်ပြီးတော့ရရှိပိုင်ဆိုင်လိမ့်မယ်တစ်ဆက်တည်းမှာလည်းထိုက်တန်တယ်ဆိုတော့မှအရာတွေဆိုတော့မှဟိုယာဒူးဌာနအဲ့ဒါမျိုးလည်းပါလိမ့်မယ်သိလားဥမာကိုရမယ့်ယာဒူး position ကိုတခြားတယောက်ကဂျားတွေကနေနာမည်ကောင်းဝင်ယူသွားတယ်ဆိုတော့အဲ့ဒီနေရာကိုအခုချိန်မှာပြန်ရယူနိုင်လိမ့်မယ်ဆိုတဲ့ပုံစံဆိုတော့ရန်တိုက်ခိုင်နောက်ချက်တွေတော်တော်များများကိုလည်းဒီ6လတာကလာဒီကိုအောင်မြင်စေလိမ့်မယ်သူတို့လည်းအနိုင်ပိုင်းနိုင်လိမ့်မယ်အနိုင်ယူနိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုဒီ Tower Energy ကသွားပြီးတော့ပြတခုပဲသူပေးရဲ့ message ရှင်းတယ်ဘာလို့စိတ်အားထက်ထက်တန်လို့စိတ်အားထက်တန်လေးစိတ်တက်ပြင်းပြလေးအောင်မြင်လေးပဲတကယ်လို့ရင်အဟုတ်ဖြစ်တယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုကောက်ရုံးပြီးတော့မဖြစ်သွားစေနဲ့စလောက်ကစားတော့အရင်တက်ကြွ energetic နဲ့နောက်ပိုင်းလည်းကြောက်အဖျားရှူသွားမဖြစ်နေပေါ့နော်ဆိုတော့ yes အဲ့ကောက်ရုံးမိပဲမဖြစ်အောင်သူက view site ဆိုတဲ့ message လိုမျိုးလေးကိုတွားပြီးတော့ပြောတယ်ရှေ့ကိုထွက်တော့ဥဆောင်တော့ lead လုပ်တော့ရှေ့ထွက်ဖို့ချိန်တန်ပြီခေါင်းဆောင်မှုချိန်တန်ပြီးအဲ့ message ကိုတောက်လျှောက်ကိုကျွန်တော်ပေးနေရမျိုးရှိရပေါ့နော်နောက်ကျန်တဲ့နောက်ဆုံးတစ်ခါကကြတော့ 7 of cup ကပုံမှန်အဖြစ်ဆိုလို့ရှိရင်သူကရွေးချယ်မှုတွေကိုပြတာပဲရွေးချယ်မှုဆိုရဲမှာဒီနေရာမှာတော့ကျွန်တော်ကဘာကိုရွေးချယ်ရတာလဲဆိုတာထက်အဲ့လိုပူးပေါင်းလှုပ်ဆောင်ခြင်းဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်ဟိုတချို့အရာတွေကကွာဟိုမှာဒီလိုမကောင်းမှန်းသိတယ်ဒါပေမဲ့ကိုနဲ့လည်း energy မကိုက်မှန်းသိတယ်ဒါပေမဲ့ငါသူနဲ့မပတ်သက်ချင်ဘူးပေါင်းချင်ဘူးဆိုပြီးနေလို့မရတဲ့အချိန်နေထားမျိုးဆိုတာလည်းရှိတတ်တယ်ဆိုတော့ကိုကချစ်တီရှိမုန်းတီရှိမချစ်တော့လဲအောင်ကန်တယ်ဆိုတို့လိုမျိုးပဲကိုရှေ့ကိုရောက်ဖို့အတွက်ကိုခုနပြောသလိုအောင်မြင်ဖြစ်ထွန်းဖို့အတွက်ဆိုလို့ရှိရင်လူတွေဒီလူတွေနဲ့အချိတ်ဆက်တွေအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မခင်တီရှိတော့မတဲ့တီရှိတော့ကြည်မရတီရှိတော့လေဝမ်းနွဲမှာပဲစိတ်ထဲမှာပဲထားပြီးတော့လူမုန်းမများအောင်နေပါလူမုန်းမများအောင်ဂရုစိုက်ပါပြီးတော့လူမုန်းလဲမခံပါနဲ့ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်သူကနဲ့သူမွေပင်ဖြစ်လင်ကစားမွေစီကနေမွေစိတ်ဖြစ်စေကျွန်တော်တို့ရနိုင်တာပဲဟုတ်တယ်နော်မွေခိုက်ခံရတဲ့မွေစိတ်ဖြစ်စေပေးရမွေရဲ့အစိတ်ကပဲပြန်ရတယ်ဆိုတော့ကိုကဒီလူကမကောင်းဒီလူနဲ့အဆင်မပြေလို့ထင်တာပေမဲ့ဒီလူစီကနေပဲကိုယ့်အတွက်အကျိုးရှိစေမယ့်အရာလေးလည်းရှိတယ်ဆိုတော့အားကြောင့်ဟိုလူတွေနဲ့ isolate ဖြစ်အောင်မနေဘဲနဲ့ဘေးထွက်မနေဘဲနဲ့ကိုယ့်အနေကိုဟိုခုနပြောသလိုပေါ့စိတ်ပေါင်းကိုမတဲ့တဲ့သူအဆင်မပြေတဲ့သူလည်းစိတ်ပေါင်းကိုပေါင်းဖြစ်တယ် sorry ပြောချင်တော့အားကြီးတော့ဆိုတော့မတဲတဲ့သူကိုနဲ့အဆင်မပြေတဲ့သူဆိုလို့ရှိရင်တော့ကိုကပေါင်းမိမယ်စိတ်ကခွာနေလို့ရတယ်ဆိုတော့အဲ့လိုပုံစံမျိုးလေးနဲ့ပဲကိုယ့်ရဲ့ community ကိုတိဆောက်ပါကိုယ့်ရဲ့ community နဲ့ချိတ်ဆက်ပါဆိုတဲ့ပုံစံမျိုးသူကသွားပြီးတော့ပြောတာအားလုံးကတဲ့အသုံးမဝင်တာတော့မရှိဘူးအကျိုးမရှိရလည်းမရှိဘူးအကျိုးရှိရသူနည်းသူဟန်နဲ့သူကောင်းကျိုးတွေဆိုတာအကျိုးတရားတွေဆိုတာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟိုဒါတွေကိုဒီတိုင်းလေးထားလိုက်လည်းရပါတယ်ပေါ့ရှင်းထုတ်နေစရာမလိုဘူးပေါ့နော်အဓိကကိုက attention မပေးရင်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသွားပြီးပြောတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုပဲနောက်ထပ်ထည့်ရတဲ့ message ကနည်းနည်းတော့ဟိုဒီ tower ဟာလဲပါတော့လीပိုင်းကျူရေးတတိထားမှာလူမှုရေးတိုက်ခိုက်နောက်ဆက်ရှိတယ်
ကိုအဲ့လိုဆွဆွဲတာမျိုးတော့လကောင်းကို personal attack လုပ်တာမျိုးတော့အဲ့လိုမျိုးလေးတွေကြုံတတ်တယ်ဘာလို့လောက်ရလဲဆိုတဲ့အကြောင်းပြချက်မှာအဓိကနားလည်မှုလွယ်တာကိုရရှိပိုင်ဆိုင်ထားတဲ့အရာတွေပေါ့မနာလို့မရှို့စိတ်ဖြစ်တာအဲ့ဒါနဲ့ပတ်သက်ပြီးမိကုန်းထုတ်ချင်တာမျိုးဆိုတော့ဘလူပဲလို့အတိုက်ခိုက်တွေအနောက်ရှက်တွေဂျုံနဲ့အဲ့လိုကိုလာတိုက်ခိုက်နေတဲ့သူတွေအဲ့အရာတွေကို attention တော့မပေးလိုက်နဲ့ just ignore ဒီရှူထားလိုက်ဥပ္ပခါပြထားလိုက်ပြီးရင်သူ့အနေနဲ့သူအဲ့ဟာတွေအလုံးကပြည်လဲသွားလိမ့်မယ်ကိုကထိတ်တိုက်သွားပြီးတော့တွေ့နေကြဖြည့်ရှင်းနေကြတော့သူတို့ပြောနေအကုန်လုံးမဟုတ်မမှန်တာတွေပဲအဲ့တော့မဟုတ်မမှန်တာတွေကိုကိုကအချိန်ကုန်ခံပြီးဖြည့်ရှင်းပေးနေစရာမလိုဒီတိုင်းလေးလဲကိုကနဲ့ကိုထားလိုက်လို့ရတယ်ထားလိုက်လို့လဲဘာမှမဖြစ်သွားဘူးဆိုတဲ့ပုံစံမျိုးအဲ့ဒါကို attention သွားပြီးဖြည့်ရှင်းမှာကိုယ့်ရဲ့ impression တွေကြာတာမျိုးဆိုတော့ဘလို့ကောလာဟာလာတွေဘလို့အပုတ်ချပြီးပြောတာတွေနဲ့ပဲကြုံပါသူတို့အာယုံမဆိုင်နဲ့လောက်ရရဲ့အရာကိုဒါလောက်ပြီးတော့ကိုယ့်ဘက်ကမှန်အောင်တာနေကန်အောင်တာနေဆိုတဲ့ပုံစံမျိုးလေးဒီဟာ tap message လို့မျိုးပေးထားတာမျိုးလေးလည်းရှိတယ်ဆိုတော့အားလုံးခြုံကြည့်ရရင်တော့ပိုင်းတူတွေ it's so good for you လာမဲ့6လတာကာလဒီကန်ကောင်းခြင်းတွေအများကြီးရှိရတိုးတက်ပြောင်းလဲခြင်းတွေအများကြီးရှိရဒီမှာပေးခဲ့တဲ့ message လေးတွေ guidance လေးတွေကိုတစ်ချက် follow up လုပ်ပြီးတော့လုပ်တဲ့အရာလေးတွေကိုကိုယ်အနေနဲ့လှုပ်ဆောင်မယ်လိုက်နာမယ်အရာလေးတွေကိုတစ်ချက်ကိုယ်အနေနဲ့လိုက်နာမယ်ဆိုရင်တော့အားလုံးကအဆင်ပြေပြေပဲဖြစ်ပါလိမ့်မယ်လို့ပဲပြောချင်တယ်ဗျဆိုတော့ဒီဒါဆိုပို့ပြီးတော့တည်တည်ချာချာရှင်းရှင်းလင်းလင်းသိရအောင်ကျွန်တော်တို့ Oracle နဲ့လည်း clarify လေးလုပ်ကြည့်ပါမယ်ပေါ့နော်ဆိုတော့ပိုင်းတူတွေကြားဖို့လို့နေတဲ့ message ကဘာလေးဖြစ်ပါမလဲပေါ့နော် connectivity okay ဒီမှာကျွန်တော်ပေးခဲ့တဲ့ message တိုင်းပဲတွေ့လားဒါဟိုပုံမှန်ဆိုဒီကက်တွေလုံးဝရွေးချယ်မှုတွေchoice တွေ decision တွေဒါတွေကိုပြတာဒါပေမဲ့ကျွန်တော် intuition အရာရတယ် message အဲ့လိုမဟုတ်ချိတ်ဆက်ဒီခါလေးအားလုံးနဲ့သူ့အနေနဲ့သူဒီတစ်ခုချင်းစီမှာသူ့အကျိုးနဲ့သူနီးသူ့ဟန်နဲ့သူကိုအကျိုးပြုနိုင်တာရှိတယ်ဆိုတော့အကြောင်း connect လို့ဆိုတဲ့ပုံစံ Oracle message လည်းရှင်းတယ် your what connectivity connect လုပ်ခိုင်းတာမျိုးလေအဲကြောင့်ကိုယ်မှာရှိရဲ့ကိုယ့်ရဲ့ social network ကိုယ်မှာရှိရဲ့ကိုယ့်ရဲ့ community ရဲ့ support အဲ့ဒါကိုကတည်တည်ချာချာအသုံးချနိုင်လို့ရှိရင်ဘယ်ရေးကိစ္စမှမဆိုအောင်မြင်လိမ့်အဆင်ပြေပြေရှော့မုံမေရှော့ရှူနဲ့လှုပ်ဆောင်နိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့ပြောတာပဲအဲကြောင့်လူတွေနဲ့လည်းချိတ်ဆက်ရှိရဲ့ community ထဲမှာလည်းကိုယ်နဲ့လောက်ကြီးမတည့်တဲ့သူတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုလည်းဘယ်လိုပြောရမလဲကောင်းမွန်တဲ့စစ်ဆိုင်ရေးတစ်ခုပဲထိမ့်သိမ့်ထားလိုက်ဂျန်နာကသူ့အနေနဲ့သူကိုကပေါင်းနေနောက်စိတ်ကပဲခွာပြီးတော့ဒါခက်ခွာနေလိုက်လူမုံမခံနဲ့လူမုံအောင်မလုပ်နဲ့ပြီးသွားလို့ရှိရင်အဲ့လိုဓာတ်ခုတ်ရအောင်လက်ဝင်မရှိုးနဲ့သူများကိစ္စသူများပါဘူးပဲဖြည့်ရှင်းပဲစေကိုဝင်ပြီးတော့မဖြည့်ရှင်းနဲ့ဝင်ဖြည့်ရှင်းလို့လည်းဂျာနောက်ကြလို့နောက်ဆုံးကြလို့ရှိရင်ကိုပဲခင်မုံမို့ရဖြစ်သွားတာပဲအဖက်တင်နေကိုပဲလူမုံခံလိုက်ရတာပဲအဖက်တင်အဲ့တော့ကိုကိစ္စကိုပဲကိုရှင်းကိုပဲ self center ထားပြီးတော့နေကိုပဲဗဟိုပြုပြီးတော့နေကိုလှုပ်ရှားရှိတဲ့အရာတွေကိုပဲကိုကနဲ့ကိုလုပ်နေမယ်ဆို2026ဒီ abundance ဖြစ်မှုတွေကြွယ်ဝပြည့်စုံမှုတွေအောင်မြင်ကြော်ကြားမှုတွေကံကောင်းခြင်းတွေဒါတွေနဲ့အဖက်ဖက်ကနေပြည့်စုံနေပါလိမ့်မယ်လို့ပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်တယ်ပေါ့နော်ဆိုတော့ဟုတ်ပါပြီ okay ဒါကတော့ကျွန်တော်တို့ဒီ2026ဒုတိယနှစ်ဝက်တာ reading မှာပိုင်း2ကိုရွေးချယ်ထားတဲ့သူတွေ reading လေးပဲဖြစ်ပါတယ်ဆိုတော့ဒါဆိုကျွန်တော်နောက်ဆုံးကြံတဲ့ပိုင်း3လေးကိုဆက်ပြီးတော့တွားလိုက်ကြရအောင်เนาะဟုတ်ကဲ့ပါHello my energy ဒါကတော့ကျွန်တော်တို့ဒီ2026ရဲ့ဒုတိယနှစ်ဝက်တာ reading မှာနောက်ဆုံးပိတ်အိတ်နဲ့တွင်မဲ့ပိုင်း3ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading လေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပိုင်း3လေးအနေနဲ့တော့ဘယ်လိုမျိုးချင်းနေထားလေးတွေရှိမလဲဘာလေးတွေကြုံရနိုင်လဲဘယ်လိုကိစ္စလေးတွေဘယ်လို blessing လေးတွေကစောင့်ကြိုနေမလဲဆိုတာကိုကျွန်တော်တို့တူတူအဖြေရှာကြည့်ကြရအောင်ပေါ့နော်ဟုတ်ပါပြီဆိုတော့အရင်ဆုံးကျွန်တော်တို့ pressure fill လုပ်ထားတဲ့ကတ်လေးကိုအရင်ဆုံးကြည့်ပါမယ်Angelic frequency angels are here you are safe potent protection or connection okay ဆိုတော့ပိုင်း3တွေကကြတော့သူကလေဘယ်လိုပြောရလဲဆိုတော့လေနည်းနည်းလေးကိုတဲ့လို့အမလို့အများကြီးဖြစ်နေခဲ့တာမျိုးလေးရှိမယ်လို့တော့ထင်တယ်ရှေ့ကာလအိမ်မှာပေါ့နော်ငါဘာလို့အဓိကတော့တချို့တွေ spiritual part ကိုရှောက်နေကြတဲ့သူတွေဆိုလို့ရှိရင်လေအဲ့လို dark night of the soul ပေါ့နော်တော့အမောင်မိုက်ဆုံးချိန်ကာလတစ်ခုကိုစောင့်ကြိုနေရတဲ့ဖြတ်တန်းနေရတာမျိုးပေါ့နော်ဒါပေမဲ့ stage ကပွင့်နေပြောstage ကို overcome လုပ်နိုင်တော့ကြော်လွန်သွားနိုင်လို့ရှိရင်နောက်ပိုင်းကအေးစစ်ဖြစ်သွားပြီ awaken ဖြစ်သွားပြီလို့တော့ပြောလို့ရမယ်ဒီမှာပါဆိုတော့အဲ့လိုပဲပြောရင်ကိုသွားနေတဲ့အရာကိုလုပ်နေတဲ့အရာကိုရောက်ချင်တဲ့ပန်းနိုင်အဲ့ဒါကတကယ်လက်တကန်းလူမှာပဲရှိတော့တယ်လက်တကန်းလူမှာပဲရှိတော့ဒါပေမဲ့လက်တကန်းလူမှာဖြစ်တဲ့အတွက်ကြောင့်လေရှေ့မှာဘာဆက်ရှိနေသေးလဲဆိုတော့မမြင်နိုင်တာဆိုတဲ့ပုံစံမျိုးကျွန်တော်ပြည့်ဥပမာလေးရရှင်းတယ်
ဥပမာကျွန်တော်ဒီမှာစာလေးတွေရေးထားတယ်ဟုတ်တယ်မလားဆိုတော့ဒီစာလေးတွေကိုကျွန်တော်ဒီအဝေးနောက်ကနေဖတ်တဲ့အခါမှာကျွန်တော်တေချာမြင်ရပြီမယ်ကျွန်တော်ဥပမာမျက်လုံးသားကိုအရင်ကပ်ပြီးတော့ကြည့်လိုက်ဝါတော့မမြင်ရတော့အလားတူဆိုပဲပိုင်း3တွေအခုကြုံနေရတဲ့ပြဿနာပါလဲဆိုတော့ကိုရောက်ချင်တဲ့ဘန်းနိုင်ကရောက်တော့မှာဖြစ်တဲ့အနည်းဆုံးအချိန်တွေမှာရှိနေပြီအဲ့အနည်းဆုံးအချိန်တွေမှာရှိနေတဲ့အတွက်ကြောင့်ပဲအဲ့ဘန်းနိုင်ကဗမာလဲဘလို့ပုံစံလဲဘလို့ရိပ်ရောင်ရှိလဲဆိုတာကိုမတွေ့နေရအဆွဲပုံစံအဲ့တော့အခုချိန်ဒီကိုရှောက်နေတဲ့လမ်းမှန်လားကိုသွားနေတဲ့လမ်းကြောင်းအောင်မှန်ကန်လားဆို yeah absolutely right မှန်ကန်တယ်ဟိုကိုသွားနေတဲ့ direction တွေလည်းလုံးဝရောက်ချင်တဲ့နေရာကိုရောက်မယ် direction လို့ပဲဖြစ်တယ်ဆိုတော့အဲ့ဒီချိန်မှာဟိုဘယ်လိုပြောရမလဲအနည်းဆုံးနေရာအထိဘန်းနိုင်တဲ့အနည်းဆုံးနေရာအထိရောက်ပြီးတော့မှလွယ်လွယ်နဲ့လက်မလျှော့လိုက်နေတော့ keep going keep fighting ပေါ့နော်ဆက်သွားပါဆက်ကြိုးစားပါကောင်လေးရေကောင်မလေးတို့ရေအဲ့လိုမျိုး universe ကပြောနေရလို့ပဲပုံမှန်လေးပြောချင်တယ်မင်းရောက်ချင်တဲ့နေရာရောက်တော့မှာအဲ့လိုပုံစံမျိုး message လေးတွားပြီးတော့ပြောတယ်အဲ့တော့ဟိုပိုင်း3တုံးမှကျင်တာလေကိုသူများရင်နဲ့နှိုင်းရှင်နေရမျိုးလေးရက်လိုက်ပါကိုကကိုပဲသူကသူပဲဘာလို့လဲဆိုတော့လူတိုင်းဒီဟိုစထွက်တဲ့စမှတ်တွေဒီမတူကံအကျိုးပေးပုံချက်အကံအကျိုးပေးကြပုံချင်းနဲ့မတူအထောက်ပံ့ရပုံကြရပုံချင်းနဲ့တယောက်နဲ့တယောက်မတူကြအောင်အဲ့တော့ကိုကခုနကပဲသူများတဲ့မီတာ100လောက်နောက်ကျပြီးမှတာထွက်တဲ့အခါမှာမီတာ100လောက်အချိန်နောက်ကျပြီးမှပန်းဝင်မှာပဲအဲ့ဒါကိုဟာ तू ကတော့ငါရှေ့မှာမီငါထက်စောဝင်နေဆိုပြီးတော့ကိုရှေ့မှာမီတာ100ကြိုပြေးနေတဲ့သူကိုသွားပြီး तू နဲ့နှိုင်းရှင်နေလို့မရအောင်နှိုင်းရှင်တဲ့အလကားပဲနှိုင်းရှင်တဲ့အလကားဘာလို့ဆိုနှစ်ယောက်ဒီတာထွက်စထွက်တစ်ခုကနေစမှတ်တစ်ခုကနေတူပြေးကြအောင်ခုတဲ့အတွက်ကြောင့်အဲ့တော့ကိုဘောကကိုလမ်းကြောင်းဒီကိုနဲ့ပဲဆိုင်သူများနဲ့လည်းမဆိုင်အဲ့ဒါကြောင့်သူများနဲ့မဆိုင်တဲ့အတွက်ကြောင့်လည်းသူများနဲ့လည်းလိုက်ပြီးကိုကွန်ပဲလုပ်နေစရာမလိုတော်တော်များများပိုင်းသူတွေ trigger ဖြစ်နေတာလေဟာဒီအတွက်ဒီရွယ်ရောက်နေပြီငါတငယ်ချင်းနေရဥမာထားပါတော့တချို့နိုင်ငံခြားတွေထွက်ဖို့လုပ်နေတယ်သူဆိုနိုင်ငံခြားတွေထွက်သွားကြငါတယောက်တည်းဒီမှာဒီကိစ္စကို try နေရအစင်မပြေနေပါလားကန်တရားငါ့ကိုမျက်နှာသာမပေးဘူးကန်ချမငါ့ကိုမျက်နှာသာမပေးဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့အမှအတွေးတွေကများပြီးတော့လုံနေချလဲလိုက်နေဆိုတဲ့ပုံတချို့ကြောက်လဲလို့ပေါ့ငါတငယ်ချင်းတွေကြောင်းနေတက်နေကြတာချို့ပွဲတွေရကုန်ပြီငါကြောက်ဒီမှာကြောင်းလည်းမပြီးသွားဘူးဘာညာဆိုပြီးတော့ပူလောင်နေရမျိုးပူပန်နေရမျိုးပူဆွေးတော့ကရောက်နေရမျိုးဆိုတော့အဲ့လိုခံစားနေရတဲ့သူတွေအားလုံးဒီကျွန်တော်ဒီညနေပြောချင်တာ I can feel you ပါအားလုံးကျွန်တော်ခံစားနေရခံစားချက်ကောင်းကောင်းနားလည်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးခံစားခဲ့ရတာမျိုးတွေရှိပါတယ်အဲ့လိုမျိုးအတွေ့အကြုံလည်းအများကြီးဝင်ခဲ့ပို့ရဆိုတော့ပုံမှန်နေနေပြောချင်နေဒါပေမဲ့လက်မလျှော့စေခဲ့တာတော့ကျွန်တော်အဲ့လိုပေါ့သူများအိမ်အောင်လုံနိုင်သေးရကျွန်တော်တို့ကလည်းသူများကဒီလိုလုံနိုင်နေငါကမလုံနိုင်နေဘူးဆိုပြီးစိတ်တက်ကြနေမယ်ဆာသူပြောင်းလုံနိုင်သေးရပဲငါလည်းလုံနိုင်အောင်ကြိုးစားရှိမယ်ဆိုတဲ့အတွေးလေးနဲ့ပဲစားထိုးပြီးတွေးခဲ့တယ်အဲ့တိုင်းပဲ design မမှတ်နဲ့ကိုယုံကြည်ရလမ်းကိုပေါ့နော်ဆက်ပြီးတော့ရှောက်လာခဲ့ရင်ကနေ maybe အခုတော့အဆင်ပြေလည်းမဟုတ်ပေမဲ့ဒီညီနဲ့အချင်းညီထားတစ်ခုရောက်ပါတယ်ဆိုတော့ပိုင်းသွေးတွေကိုလည်းအဲ့တိုင်းလေးပဲကျွန်တော်အနေနဲ့တော့တွေးစီခြင်းနဲ့စဉ်းစားစီခြင်းလို့ပြောတယ် teacher တော့ yes span နိုင်တယ်အနည်းနည်းလေးပဲရောက်တော့မှာအဲ့တော့ရောက်ခံနီးမှာလွယ်လွယ်နဲ့လက်မလျှော့လိုက်နေရောက်ခံနီးမှာတော့ဟိုပြောချင်တာတကောင်တက်ပို့ပြီးညစ်မနဲ့တော့ပါဘူးအဲ့ဒါကြောင့်ဒီအချိန်လေးတူတူလေးကိုပဲတေချာလေးရအောင်ဖြတ်တန်းပြီးကြော်ပြတ်နိုင်မယ်ဆိုလို့ရှိရင်နောက်မှာ blessing တွေကံကောင်းခြင်းတွေခွင့်ရေးခွင့်နိုင်တွေအများကြီးအားတဲ့ပိုင်းသွေးလေးတွေစောင့်ကြိုနေပါတယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်ပြီးတော့ message တွေတကူလည်းလှလေးပြီးတည်ရဘာလဲဆိုတော့လေကိုကအလင်းရောင်တွေကိုလိုက်ရှာနေမိရတိလားဒါပေမဲ့ကိုပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဘာလင်းရောင်မှမတွေ့ဘာလို့မတွေ့ရလဲဆိုတာဟောတိလားဘာလို့လဲဆိုတော့ကိုရိုင်းကအလင်းရောင်လေးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြောတာကိုတချို့တော့နားလည်ပါလိမ့်မယ်ဆိုတော့အရန်မှောင်မိုက်တဲ့နေရာတစ်ခုမှာကိုကအလင်းတွေကိုလိုက်ရှာနေပေမဲ့အလင်းတွေမတွေ့ရခြင်းကြောင့်ကိုရိုင်းကအလင်းလေးဖြစ်နေလို့တဲ့ဆိုရင် message တွေတူတူစံစံပေးပါတယ်အဲ့တော့ no job what ကိုရဲ့ထိုက်တန်မှုကိုသိပါစေကိုလည်းပို့ပြီးယုံကြည်ပေးပါပို့ပြီးတော့လည်းစူးစမ်းပေးပါလက်မလျှော့ပါနဲ့လို့တော့ဒီနေရာနေကျွန်တော်အနေနဲ့မှာချင်နေပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုကျွန်တော်ပို့ပြီးတော့တိတိကျကျလေးကြည့်ရအောင်သိရအောင်ပေါ့နော်6တော့နဲ့လည်းဆက်ပြီးတော့ပိုင်း3လေးတွေအတွက်အဖြေရှာပေးကြည့်ပါမယ် okay ဒါလေးဒီနားမှာထားလိုက်ပါမယ်ဆိုတော့ message တွေပေးခြင်းနေပဲပေါ့နော် message တွေကအရန်လာတယ်တေချာတော့ Vine 3 ကို universe ကကိုယ့်ရဲ့အဆောင်ရှောက်တွေ spirit တွေကအတော်လေးချစ်ပုံပါပဲညညတာလေးပဲပြောတာနော် okay ဟုတ်ပါပြီကြည့်ရအောင် nice ones okay ခုနကဒါဒီကတ်ကျွန်တော်မြင်လိုက်တယ်ခုနက shuffle လုပ်နေနဲ့ထွက်လာတဲ့ကတ်ပေါ့နော် jump cut မှတ်မိဘလောက်တော့ကတ်က hermit တကတ်ကဒီဟာဒါပဲပြန်ကြတယ်ဆိုတော့ is your me နေမယ်ဒါကိုရဲ့ guidance ပဲလို့ပြောချင်ပါတယ် okay
and ပိုင်း3တွေကိုတဲ့တကက်ထပ်ဆွဲပေးအောင်လို့ပြောတယ်ဆိုတော့ဆွဲပေးလိုက်ပါမယ်လီကက်ပါဆိုတော့ camera angle ဆန့်အောင်တော့ကျွန်တော်ဒီလိုလေးထားလိုက်ပါမယ် okay ညပြီလို့ရတင်တယ် okay ပါ okay ဆိုတော့တကယ်ချင်းစီကျွန်တော်တို့သွားကြည့်အောင်ပိုင်း1ပိုင်း1တော့ဖြစ်ပိုင်း3 nice one energy ကကြတော့ရှေ့မှာပြောသလိုပဲစစ်တူရင်ကစားတဲ့အခါမှာလေမြင်းရုပ်ကဘယ်လိုရွေ့လဲသိတယ်တကွက်ကျော်ပြီးရွေ့တယ်ဒီမှာလည်းပေးနေတဲ့ message ကရှေ့မှာပြောသလိုပဲကိုသွားခြင်းနဲ့ပန်းနိုင်อ่ะနောက်တစ်ခွက်ရှုလန်ရောက်ပြီဥပမာသူများတွေအတွက်ဆိုလို့ရှိရင်ဒါနှစ်ခွက်လောက်ဆက်သွားနေရမှာဒါပေမဲ့မြင်းကတစ်ခွက်ကျော်ပြီးသွားဖြစ်တဲ့အတွက်ကြောင့်ကိုနည်းနည်းလေးအားလေးစိုက်ပြီးတော့တစ်ခါလောက်လေးပဲခုံလိုက်ရင်ပန်းနိုင်ရရောက်နေပြီဒါပေမဲ့အဲ့တစ်ခါလောက်ခုံဖို့ကိုမှခုနကဘယ်လိုကိုယုံကြည်မှုတွေမျှော်လင့်ချက်တွေ motivation တွေစိတ်အားထက်သန်မှုတွေပျောက်ဆုံးနေရမျိုးအဲ့တော့ရှေ့မှာပြောခဲ့တဲ့ချက်ကိုပဲဒီကပြောခဲ့တဲ့ချက်ကိုပဲဒီမှာ confirm သွားလုပ်တယ်ပန်းနိုင်ပြီးရောက်လူနေပါပြီဆိုတဲ့ပုံစံမျိုးလေးသွားပြီးတော့ပြောရဲနောက်တစ်ချက်ကကျတော့လေဒီမှာဒီမှာ Taylor ပေါ့နော်ဒါအတန် studio တခုတည်းရောက်နေတယ်သူအတန်သွင်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးတော်တော်များများပိုင်း3အုပ်စုကလေ spiritual path ကို spiritual လမ်းကြောင်းကိုရှောက်နေတဲ့သူတွေများလိမ့်မယ်သိလားကျွန်တော်ဘာလို့လဲကျွန်တော်ရတဲ့ message ကထူးဆန်းတယ်ကိုယ့်ရဲ့တဲ့အတွေ့အကြုံတွေကိုမျှဝေပါကိုယ့်ရဲ့အတန်ကို sharing လုပ်ပါဆိုတဲ့ပုံစံဆိုလိုချင်တာကလေပိုင်း3တွေဟာဘယ်လိုလူမျိုးလေးဖြစ်မလဲဆိုတော့လေဥပမာမိသားစုထဲမှာဆိုတိုးမဲလေးတွေလိုမျိုးအဲ့လိုမှမဟုတ်လို့ရှိရင်တော့မိသားစုထဲမှာဆိုလို့တမိပေါက်တစ်ယောက်တော့ဖြစ်မဲ့သူမျိုးလေးတွေများလိမ့်မယ်ပြီးတော့ဘဝလည်းနာတယ်ဘဝလုံးဝအောက်ခြေကနေတစ်ထစ်ချင်းစီတစ်ချင်းချင်းစီဆင့်ပြီးတိဆောက်ပြီးတော့အထက်ကိုတက်လာခဲ့ရတဲ့သူတွေအောက်ခြေအရန်ခိုင်တယ်ကိုမတွေ့ကြုံနေဘဝနဲ့ပတ်သက်ပြီးလူတွေနဲ့ပတ်သက်ပြီးအများကြီးရရှိဆိုအဲ့အတွေ့အကြုံတွေအဲ့ experience တွေကိုဝေမျှပေးဖို့လိုတယ်ဘာလို့ spiritual path ကိုရှောင်နေတဲ့သူတွေများမယ်လို့ကျွန်တော်ပြောလဲဆိုတော့အဲ့လိုတချို့တွေ healing journey အများကြီးကိုဖြတ်တန်းခဲ့ရတဲ့သူတွေပါလိမ့်မယ်ပိုင်း3ထဲမှာဆိုတော့ကိုအဲ့လို healing လုပ်ရင်းကနေရခဲ့တဲ့အတွေ့အကြုံတွေတီးခဲ့ရတဲ့အသည့်တွေဒါတွေကိုသူများတွေကိုမျှဝေပေးဖို့လိုတယ် majority တွေတော်တော်များများဒီ healing healer အဲ့လိုဖြစ်မဲ့သူမျိုးတွေများတယ်ပိုင်း3အုပ်စုကဆိုတော့ကိုယ့်ရဲ့ journey ကိုကိုယ်မျှပါတယ်ကိုဘယ်လိုစူးစမ်းခဲ့ရလဲဘယ်လိုဒီနေရာတရအောင်လုပ်ခဲ့ရလဲဆိုတော့အဲ့ဒါကကိုယ့်အတွက်ကိုယ့် community အတွက်လည်းအကျိုးရှိလို့ကိုယ့်အတွက်လည်းအများကြီးအကျိုးရှိစေတယ်တဲ့အလွန်ဆုံးအောက်ခြေအဆင့်ကနေစမယ်တော့ကုသိုလ်ရတယ်အသိပညာဝေမျှဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့အဲ့နောက်မှာလည်းနောက်တဲ့ benefit တွေအများကြီးပဲဆိုတော့ဘာ message ဘာကြောင့်ပြောလဲတော့မသိသေးကြတယ်ကိုယ့်ရဲ့ inner wisdom ကို sharing လုပ်ပါကိုယ့်ရဲ့အတွေ့အကြုံကိုမျှဝေပါအဲ့ဒါဒီကိုယ်တော်အများကြီးထောက်ကူဖြစ်စေလိမ့်မယ်လို့ပြောတယ်ဥပမာတချို့တွေဥပမာပညာရေးပိုင်းဆိုတဲ့ဒီမှာ scholarship ရထားတဲ့သူမျိုးတွေပိုင်း3မှာပါလိမ့်မယ်ဒါမှမဟုတ်လို့ရှင်လည်းလို့လုံးဝအောက်ခြေအဆင့်ကနေပေါ့နော်လုံးဝဘာမှအခြေခံပညာရေးသင်ကြားရေးခွင့်လန်းတော့ဝန်ခက်ခဲရယူပြီးတော့နောက်ဆုံးနိုင်ငံခြားတက္ကသိုလ်တစ်ခုမှာပညာသင်စုအပြည့်နဲ့တက်ခွင့်ရပြီအဲ့လိုနေထားတယ်လုံးဝ0ကနေ hero ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့သူများတယ်ဆိုတော့အဲ့လူတွေများတဲ့အတွက်ကြောင့်လေကိုယ့်အနေနဲ့အဲ့လိုကြုံခဲ့ရတဲ့ဟာတွေကိုမျှဝေခြင်းကတဲ့ကိုယ့်အတွက်အောင်မြင်မှုလမ်းကြောင်းတွေဘဝခရီးလမ်းကြောင်းတွေခွင့်ရေးခွင့်လမ်းကြောင်းတွေလေအများကြီးပွင့်စေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတာဆိုတော့အဲ့ဟာလေးတစ်ချက်သူကတူတူဆန်းဆန်းမှာတယ်ပြီးတော့နောက်တစ် message ကကြတော့ဘယ်လိုပေးလဲဆိုတော့ဒီအတန်ကိုအသုံးပြုပြီးတော့အလုပ်လုပ်နေတဲ့သူရဲ့အသက်မွေးနေတဲ့သူဆိုတော့တို့နောက် podcaster ပေါ့နော်နောက်သတင်း announcer တွေသတင်းလွှင့်နေသူတွေသတင်းထောက်တွေ journalist တွေ career peak ဖြစ်လိုက်မယ်ဒါမှမဟုတ်အဲ့လိုလှုပ်ချင်တဲ့သူတွေလည်းပါတယ်အဲ့လိုလမ်းကြောင်းကိုရောက်ချင်တဲ့သူတွေအနေနဲ့လည်းဒီ6လတာကာလအတွင်းမှာအဲ့လိုအချိတ်ဆက်သွယ်တစ်ခုကနေတဆင့်ပေါ့နော်စပြီးတော့ကိုယ့်ရဲ့ပထမဆုံး project ကိုလုပ်ဖို့အတွက်ခွင့်ရခွင့်လည်းရလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွားပြီးတော့ပြောတယ်ဆိုတော့ဒါလေးကတော့ထူးထူးဆန်းဆန်းပြတဲ့ message တွေပဲနောက်ပိုင်း3တွေရဲ့ energy ဖြစ်တဲ့ Queen of Swords energy Queen of Swords ကလေသူက Queen of Swords ကလည်း communication ကို represent လုပ်တဲ့ကတ်တွေရတဲ့ကတ်ပဲဒီမှာအတန်မှာလည်းအတန်ဆိုတော့ဒါ meaning တစ်ခုပဲsign တစ်ခုပဲလို့တော့ပြောလို့ရတယ်မှာပါတယ်ရှေ့မှာလည်းပေးခဲ့တယ်ဒီကက်ပေးခဲ့ message တွေလည်းကိုယ့်ရဲ့အတန်ကိုမျှဝေပါကိုကြုံတွေ့ရတဲ့အရာတွေကို sharing လုပ်ပါဆိုတဲ့ပုံစံ Queen of Swords ကလည်းအလားတူစားပဲဒါပေမဲ့ Queen of Swords ကအတန်ကိုစားပြုရဆိုရင်တစ်ခါမှ communication ကိုလည်းတွားပြီးတော့ပြတယ်အဲ့တော့သူပေးခြင်းတဲ့ message အရာဆိုလို့ရှိရင်အသိပညာအတတ်ပညာကမကိုရှိခဲ့တဲ့ဘဝအတွေ့အကြုံဒါတွေကိုစာရေးသားခြင်းမှဖြစ်စေခုနပြောအတန်နဲ့မျှဝေခြင်းမှဖြစ်စေ sharing လုပ်ပါဆိုတဲ့ပုံစံဆိုတော့ podcaster တွေအတန်အားကိုးပြီးတော့အလုပ်လုပ်နေတဲ့သူတွေလည်းမဟုတ်ဘူးစာရေးနေတဲ့သူတွေစာရေးဆရာတွေเนาะblogger တွေဒါမျိုးတွေအဲ့နောက် vlogger တောင်ပါတယ်
အဲ့လိုမျိုး maybe social media နဲ့ဆက်ဆက်ပြီးတော့မှအဲ့လိုလူတွေကိုအသိပညာ sharing လုပ်နေတယ်ဆိုတော့ tarot reader တွေပါလည်းပါလိမ့်မယ်နော် yes you are a part of that community ပဲဘာလို့ဆိုတော့ PAC တွေရေးပြီးတော့လူတွေကို message တွေရအောင်ပြပေးရဆိုတော့ဒီ community ရဲ့အတူတွေအနေနဲ့လေဒီလုပ်တွေများများလုပ်တဲ့ဖိလုပ်တဲ့အဲ့လုံနေတဲ့အရာလေးကိုအတွက်အချိုးပေးရကိုအတွက်ကြိုက်တယ်ဒါလည်းကိုလုပ်ရမယ်တာဝန်တွေကိုလုပ်ရမယ် soul mission တွေပဲဖြစ်တယ်ဆိုတော့အဲ့ဒါတွေကိုလုပ်အဲ့ရနေကိုလုပ်ပြီးတဲ့အတွက်ကြောင့်လေကိုလည်းအကျိုးရှိရတဲ့ကို community လည်းအဲ့လိုအကျိုးရှိစေမယ်ဆိုတဲ့ပုံစံမျိုးတွားပြီးပြောဆိုတော့နှစ်ခုလုံးကတော့တောက်လျှောက်ပြနေရတယ်ပိုင်း3လေးတွေ collective အတွက်လာမ6လာတာကလည်းဒီမှာလောက်ခိုင်းနေရအဲ့ collective အတွက်ကိုလုပ်လေလေကိုအတွက်လည်း individually အကျိုးရှိလေဆိုတဲ့ပုံစံမျိုးတွားပြီးတော့ပြရမယ်ဒါကျွန်တော်အနေနဲ့တွေ့ရတယ်ပြီးတော့ true sense love message လေးပါ Queen of Swords မှာဘာလဲလို့ပြောလို့ရှင်တော့ရီးစားမရှိတဲ့သူတွေเนาะရီးစားလိုချင်နေတဲ့သူတွေ partner လိုချင်နေတဲ့သူတွေအစုံတရာကိုယ့်ဘက်ကစပြီးချစ်မိလိမ့်မယ်ကိုသဘောကျရတဲ့သူတရား crush ရတဲ့သူတရားပေါ်လာပြီးတော့အဲ့လူနဲ့လည်းနီးစပ်ခွင့်ပေါင်းပတ်ခွင့်ရှိလိမ့်မယ်။တော်ရီးစားဖြစ်မယ်အနည်းဆုံး relationship ချိန်နိုင်တဲ့စင်တီရောက်လိမ့်မယ်ဆိုတော့ဆိုတော့ရီးစားရပါလိမ့်မယ် single လေးတွေအခုလောလောဆယ် crush ရှိနေတဲ့သူတွေအနေနဲ့ကလည်း maybe အချိန်ကောင်းခါကောင်းလေးကိုစောင့်ပြီးတော့ confess လုပ်ပါမှာဒါဖွင့်ပြောတာမျိုးပဲအတန်ဆိုတော့ confess လုပ်ပါကိုခံစားချက်တွေဖွင့်ရပြလိုက်ပါကိုကအချိန်နဲ့အချိန်ခါကိုလိုက်ပြီးလှုပ်ရှားတက်ရင်လှုပ်ရှားတတ်တယ်လို့သူ့ရဲ့အချစ်ကိုလည်းကိုအနေနဲ့ပိုင်ဆိုင်ရပါလိမ့်မယ်ဆိုတဲ့ပုံစံမျိုးဒီကကသွားပြီးပြောတယ်ဆိုတော့ yes single တွေအတွက်ကတော့ဒါပွားပေါက်ပါပဲလို့ပဲပြောချင်ပါတယ်ပေါ့နော်ဆိုတော့ဂျန်ကြီးစားရမယ့်သူတွေကိုလည်းကြိုပြီးတော့ congratulation ကိုပြောချင်ပါတယ် relationship ရှိနေပြီးသားသူတွေပါတယ်အနေနဲ့ကတော့တေးချတယ်ရှင်းတယ် partner နဲ့အလုပ်တွေပါတွဲလုပ်ကြည့် partner နဲ့ဆက်တူထီထိုးတာမျိုးတွေစုပေါင်းဆက်ပေါင်းလုပ်ငန်းမျိုးတွေလုပ်ကြည့်အဲ့လုပ်ငန်းတွေကနေအကျိုးအများကြီးဖြစ်ထွန်းလိမ့်မယ်အကျိုးတွေအများကြီးရှိလိမ့်မယ်ဆိုတဲ့ပုံစံမျိုးထူးထူးဆန်းဆန်းသွားပြီးတော့ပြောတယ်နောက် Ace of Cup လည်းလိုက်လာတယ် Ace of One လည်းလိုက်လာမီးနဲ့ရေဘာပြလဲဆိုတော့အဲ့ relationship ရှိပြီးသားသူတွေအနေနဲ့ဆိုလေနှစ်ယောက်ကတဲ့အဲ့လို completely opposite ပေါ့နော်သူကဖြူဆိုကိုကအမေအဲ့လိုမျိုးဖြစ်နေလိမ့်ဒါပေမဲ့အဲ့ဒါဘာကိုပြရလဲဆိုတော့yin yang ရဲ့သဘောတရားလိုပဲ twin flame energy soulmate energy အဲ့ဒီသဘောတရားလိုမျိုးပြတယ်ဆိုတော့အားရရှိနေပြီးသားသူတွေအနေနဲ့ကတော့ကိုယ့်ရဲ့ရှိနေတဲ့ relationship ပုံစံမျိုးဒီမတူကွဲပြားမှုလေးတွေများတယ်ဆိုပေမဲ့တယောက်နဲ့တယောက်ကဒီခြားလေးနားလည်မှုယုံကြည်မှုသာရှိမယ်ဆိုခိုင်းချုံမိကျုံကိုင်းပြီးအပြန်လဲရက်တီမိခိုပြီးတော့ရေရှည်အများကြီးဆက်သွားလို့ရတဲ့ဆက်ဆံရေးမျိုးဖြစ်ပါတယ်လို့တော့သွားပြီးပြောတယ်ပြီးတော့ long term potential အများကြီးရှိတယ်တချို့တွေအတွက်ကကြတော့အဲ့ကိုရှိနေတဲ့ relationship မှာတစ်ဖက်လူဘက်ကနေကို higher level commitment တခုကန်နေလာတာမျိုးတွေလည်းကြုံနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးသွားပြီးတော့ပြောတယ်ဆိုတော့ congratulation လုပ်စရာကိစ္စတွေပိုင်း3ရဲ့အတွက်ကတော့များနေပြီလို့ပဲဒါကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်တခုပဲဒီမှာပြလဲဆို Ace of Cup ကအချိန်နဲ့ဒီလူကိုမဆောင်နဲ့ဆိုတော့တောက်လျှောက်ကြည့်ရတဲ့လောက်ဆိုတော့ပိုင်း3ရဲ့အတွက်ကဒီ6လတီကိုကိုပေါ့နော်အဲ့လိုလောက်ရမယ့်အရာတွေလောက်ဖို့အတွက်အချိန်တစ်ခုပေးထားတာပဲဆိုတော့ဒီ6လတာကာလအတွင်းမှာကိုကအဲ့ဟာတွေကိုတေချာအကောင့်နဲ့ပေါ်နိုင်မယ်တေချာလှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီလှုပ်လိုက်တဲ့လှုပ်ထားခဲ့တဲ့အရာတွေဒီ6လမှာကိုလှုပ်နေခဲ့တဲ့အရာတွေကကိုယ့်ရဲ့ရေးရှည်အတွက်ဘဝရေးရှည်ဘဝခီးအတွက်လမ်းအတွက်အထူးသဖြင့် career တခု career pathway အတွက်ကိုအများကြီးတောက်ကိုဖြစ်စေလိမ့်မယ်ဆိုတဲ့ပုံစံမျိုးသွားပြီးပြောတယ်ပြီးတော့နောက်ချက်ကဒါ celebration energy နိုင်ငံခြားထွက်ရှင်နေတဲ့သူတွေပါလိမ့်မယ်ထင်တယ်ဒီထဲမှာအပြပထွက်ဖို့စူးစမ်းနေဒါပေမဲ့ခုနပြောလို့ visa reject ရတွေဥမာ Singapore သွားဖို့ဆိုလဲဒီ pass မကြတာတွေပါတွေပေါ့ဆိုတော့အဲ့လိုစောင့်လိုက်နေတဲ့သူတွေနော်များမကြရင်ထွက်ရလိမ့်မယ်တိတ်မလို့တော့ထွက်ရရင်လည်းရုပ်တရက်ဆိုလိုမျိုးပေါ့နော်ဥမာဒါတော့တပတ်လောက်ပဲကြားထဲမှာကြိုတိရတာဥမာpass ကြလာပြီ visa ရပြီနောက်9ရက်နေထွက်တော့နောက်3ရက်နေထွက်တော့နောက်9ရက်နေထွက်တော့အဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ်ဆိုတော့နိုင်ငံခြားကိစ္စနဲ့ပဲတက်ပြီးစောင့်ဆိုင်နေတဲ့သူတွေမျှော်လင့်နေတဲ့သူတွေဖြီးပါထွက်ခွင့်ရလိမ့်မယ်ခုနကပြောသလိုကိုဘဝကိုအပြောင်းလဲတစ်ခုဖြစ်စေမယ့် opportunity တစ်ခု universe ရှိဘက်ကနေကျင်းတီပေါက်ချပြီးတော့မယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အဲ့ဒါကိုတေချာ grab လုပ်ပြီးတေချာဖန်ဆုပ်ပြီးတော့ကိုကကောင်းကောင်းမွန်မွန်အသုံးချနိုင်ဖို့လိုတယ်ဆိုတော့အားလုံးခြုံကြည့်ရရင်ပိုင်း3တွေကိုကဒီ universe ဘက်ကနေပေါ့နော်ကိုဒီ6လတာကာလမှာအခွင့်အရေးခွင့်တန်းတွေကောနောက်ကကျတော့ကိုလှုပ်ရှင်နိုင်လှုပ်ဖို့တလိုအပ်တဲ့အရင်းမြစ်တွေ resource တွေငွေဆိုငွေရွှေဆိုရွှေပညာရက်ဆိုပညာရက်အသိပညာဆိုသိပညာဒါမျိုးတွေအများကြီးတစ်ခုထုတ်ချပေးနေမှာဆိုတော့မှကိုကအဲ့ဒါတွေကိုတေချာလက်ခံရယူပြီးတော့မှတ်သားသိမ်းဆည်းပြီးတော့ပေါ့နော်လှုပ်တဲ့အရာတွေတေချာလုပ်နိုင်မယ်ဆိုဘဝလုံးဝတက်လန်းရွယ်လုံးဝထောင်တက်သွားပါဒီတစ်နှစ်အတွင်းကိုထောင်တက်သွားပါဆိုတဲ့ပုံစံကိုမမက်မိလောက်ရအောင်ကိုပြောင်းလဲသွားမှာမျိုးဆိုတဲ့ပုံစံမျိုးသွားပြီးပြောတာဆိုပန်းနိုင်တဲ့နီးနေပြီဆိုတော့နည်းနည်းလေးပဲလိုတော့တယ်
နော်နည်းနည်းလေးပဲလို့တော့အဲ့ဒါလေးကိုအတင်းပြီးတော့ဆက်လျှောက်ပြီးဘဝကီးလန်းကိုဆက်ပြီးတော့ရှောက်လန်းမှာလို့ပဲဒါကျွန်တော်အနေနဲ့တော့မှာချင်ပါတယ်ပိုင်း3လေးတွေဆိုတော့ဟုတ်ပြီပို့ပြီးတော့ clarify လေးရအောင်clarification နဲ့ oracle လေးတစ်ခါထပ်ဆွဲကြည့်ပါမယ် surrender okay ပေးရ message ရှင်းနေအခုချိန်မှာကိုယ်လည်းအကောင်းဆုံးလုပ်နေကိုယ်လည်းအကောင်းဆုံးကြိုးစားနေဒါပေမဲ့တီးတာထင်ရှားတဲ့ result တွေအောက်ခန်းတွေကိုမမြင်နေရသေးဘူးအဲ့အတွက်ကြောင့်ကိုယ်စိတ်ထဲမှာကြတော့ကိုယ့်ရဲ့ logic စံနေမှာ logical sense မှာဘယ်လိုတွေးမိလဲဟာငါလုံနေရဘာမှလည်းစိတ်မပြေပါဘူးကွာဘာမှလည်းမဖြစ်တော့မှာဘူးကွာဆိုပြီးအတွေးဝင်နေ but ကိုမသိနေရနောက်ွယ်မှာကိုလှုပ်လာတဲ့အရာတွေကိုကိုချိန်မှာစူးစမ်းနေတဲ့အရာတွေကသူနီးသူဟန်နဲ့သူအလုပ်လုပ်နေအလုပ်ဖြစ်နေတယ်ဆိုတော့အဲ့ဒီကိုခုနေ reject လုပ်နေရတဲ့အရာတွေအလုံးကလေတနည်းအားဖြင့်ပြောရင်ပိုကောင်းတဲ့အရာတွေစီကိုနဲ့ align ဖြစ်တဲ့အရာတွေစီကိုနဲ့ကိုက်ညီတဲ့အရာစီရအောင် universe က redirection ပြန်လုပ်ပေးနေရမျိုးဆိုတာကိုနားလည်ဖို့လိုတယ်အဲ့အကြောင်း just surrender yourself ကို surrender တာလုပ်တာပိုင်းတွေးလေးအနေနဲ့သိရမှာဒီအားလုံးကပိုကောင်းမှုအတွက်ဖြစ်လာတာပိုကောင်းမှုအတွက်လေပိုကောင်းတဲ့အရာတွေစီရအောင်လေ universe ကြီးကလုပ်ပေးနေရဆိုတဲ့ပုံစံမျိုးနဲ့ကိုက surrender mindset လေးချထားပြီးတော့နေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာလည်းအဆင်ပြေလာလိမ့်မယ်ပို့ပြီးတော့လည်းကိုအနေနဲ့စိတ်သက်သာရလိမ့်မယ်လို့ပဲဒါကျွန်တော်အနေနဲ့ပြောချင်တယ်ဆိုတော့ဟုတ်ပါပြီ okay ဒါကတော့ပိုင်း3ကိုရွေးချယ်ထားတဲ့သူတွေအတွက်reading လေးပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ပိုင်း1ရောပိုင်း2ရောပိုင်း3ရောအားလုံးပြီးသွားပါပြီခုချိန်ထိအချိန်ပေးပြီးတော့ဆောင်ရွက်ကြည့်ရှုပေးကြတဲ့သူတို့ချောက်ချီတိုင်းကိုကျွန်တော်ဘက်ကကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဒီလို reading video လေးတွေကိုကိုအနေနဲ့ကြည့်ရှင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဖို့လည်းမမေ့ပါနဲ့တော့မှာခြင်းနေဗျနောက်ထပ် Facebook တို့ TikTok တို့ Telegram တို့ Instagram တို့မှာလည်းရှိပါတယ်ဆိုတော့အမှလည်းကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့ connect လုပ်နိုင်ပါတယ် personal reading မေးချင်တဲ့သူလေးအနေနဲ့လည်း Telegram မှာဖြစ်စီကျွန်တော်ဒီမှာဖော်ပြထားတဲ့ Viber ဖုန်းနံပါတ်မှာဖြစ်စီတဆင့်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်ဒါဆိုရင်စုံစမ်းမြင်မြင်ချင်းအတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading video လေးတွေမှာကျွန်တော်တို့ဆုံကြပါမယ်နော်ဗျဒါဆိုကောင်းသောနေ့လေးဖြစ်ပါစေ have a nice day ပါဗျ